ကဲအလုံးဒီနေ့မော်ဘီမျိုးအမတ်တရက်ကွက်လူမှုကွန်ရက်ရေးအသင်းကြီးရဲ့ထူးခြားတဲ့အစီအစဉ်တစ်ခုပေါ့လေဒီနေရာဒီဌာနဒီအရက်သည်သူတော်ကောင်းတို့ဦးဇင်းတို့အားလုံးနဲ့သက်ဆိုင်မသက်ဆိုင်မသွားခြင်းပဲနဲ့သွားနေရတဲ့အရက်နော်မသွားပဲနဲ့ရောက်နေတဲ့နေရာလို့မှတ်တာနော်တို့သွားကျင်တာတော့နိဗ္ဗာန်ရောက်နေတာကသုတ်တံဟုတ်လားကောင်းပြီအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအပိုင်းပေါ့လေနှစ်ပိုင်းထားပြီးတော့ဒီနေ့ကျေးဇူးဆက်ပါမယ်ပထမပိုင်းကတော့လူတွေအလုံးထင်မှတ်ထားတဲ့ဟောဒီသုတ်တံဆိုတဲ့နေရာသည်တည်သွားတဲ့သူတွေရဲ့အတွက်မိခိုရာလဲလျောင်းရာနေရာလို့ထင်ထားကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဓမ္မဝိနည်းအဘိဓမ္မာတရားတော်ကလာတဲ့သုတိနဲ့ပရိသတိအကြောင်းကိုရှင်းပြမယ်ဟုတ်ပြီနော်ဒုတိယတစ်ချက်ကတော့ဒီနေ့မြို့မအသင်းကြီးရဲ့လှုပ်တဲ့လှုပ်ထိုက်လှုပ်အပ်တဲ့နော်အမတန်မှနော်မေတ္တာကြီးမားကရုဏာကြီးမားတဲ့ပုဂ္ဂိုလ်တွေပြုတဲ့သူတော်ကောင်းတို့ရဲ့အမှုအကျင့်လို့ဆိုအပ်တဲ့အာနေသူချွတ်တဲ့သူချွတ်ယွင်းသူဆင်းရဲနွမ်းပါနှိမ့်ချနေသူတို့အာလှမ်းမိမိတို့တတ်ဆွမ်းသမျှကူညီထောက်ပံ့ခြင်းဆိုတဲ့ကောင်းမှုမင်္ဂလာကြီးဒီမင်္ဂလာကိုမြတ်စွာဘုရားလက်ထက်ကလေးကမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ချီးမွမ်းခဲ့တဲ့ဒေသနာဖြစ်ကြောင်းကိုသက်သေထူရင်းနဲ့ဒုတိယပိုင်းမှာကျေးဇူးဆက်မယ်နော်အဲ့တော့ကောင်းပြီပထမပိုင်းမှာကြည့်ရအောင်အခုလို့တင်ကြိုင်ကုန်းဆိုရင်တို့မြန်မာလူမျိုးတွေများသောအားဖြင့်ဆွဲလန်းနေကြတာဒီနေရာမှာသစေတွေတရေတွေပိတ်တာတွေအသူရကဲတွေနေတယ်အဲ့ဒီနေတာမှငါတို့တင်ကြိုင်ကုန်းကိုပို့လိုက်ပြီဆိုရင်ငါတို့အမေပို့ရင်အမေနေတဲ့နေရာအဖေပို့ရင်အဖေနေတဲ့နေရာသာသမီညီကိုမောင်နှမတငယ်ချင်းပို့ရင်တငယ်ချင်းရောက်တဲ့အရက်လို့ဒီလိုမထင်ကြဘူးလားထင်ကြတယ်နော်အဲ့တော့အဲ့ဒီနေရာမှာဦးဇင်းတို့သိရမှာကအလုံးနားလည်အောင်ပြောရရင်ဦးဇင်းတို့ရဲ့ခန္ဓာမှာတကယ်ရှိနေတာကယုတ်တရားနဲ့နံတရားအခုလိုမသိသေးတဲ့ပုဂ္ဂိုလ်တွေအတွက်ရုပ်ဇီဝိတာရုပ်သက်လို့ခေါ်တယ်။ဘာလဲနံဇီဝိတာနံသက်ရုပ်သက်နဲ့နံသက်အဲ့ဒီရုပ်သက်နံသက်တွေရုပ်ဇီဝိတာဆိုတာရုပ်ကလေးတွေတစ်ခုပြီးတစ်ခုအလုံးဒီထဲမှာတရားဓမ္မနဲ့အလှမ်းမဝေးတဲ့သူတွေဆိုသိတယ်။အလှမ်းဝေးသူတွေလည်းဒီနေ့ညသိသွားအောင်နားထောင်ပေါ့နော်။ရုပ်ဆိုတာထာဝရတည်မြဲနေတဲ့တရားလားအခုသူတော်ကောင်းတို့ရဲ့တဏ္ဍာကရှိတဲ့ရုပ်ကိုကြည့်တစ်နှစ်နဲ့တစ်နှစ်တစ်ရက်နဲ့တစ်ရက်တစ်လနဲ့တစ်လဒီရုပ်တရားတွေဟာမပြောင်းမလဲပဲတူညီစွာရှိနေသလားငယ်တုန်းကရုပ်နဲ့အခုရုပ်မတူတော့ဘူးအခုယုတ်နဲ့နောင်ကြီးလာအောင်မဲ့အိုမင်းရင်ရောလာမဲ့ယုတ်မတူဒါကြောင့်သူတော်ကောင်းတို့ကမပြတ်တာကြောင့်မြတ်စွာဘုရားကဆင်ခြင်အပ်တဲ့အဘိနသုတ်မှာဇရာဓမောမေဇရာအနတ္တိတောတိအဘိနံပစ္စဝခိတပ္ပံသူတော်ကောင်းတို့ရဲ့ယုတ်တရားသည်အမြဲမပြတ်အိုမင်းတတ်တဲ့သဘောရှိမရှိတနေ့တခြားဘာဖြစ်လာလဲအိုတတ်တဲ့အမြဲနှလုံးသွင်းတယ်အိုရာနှလုံးသွင်းတော့ဘာဖြစ်တော့အိုမမအိုသေးပဲနဲ့ရှင်ပြအိုရာကြီးနှလုံးသွင်းစိတ်ဆင်းရဲမှာပေါ့လို့ခင်ဗျားတို့ထင်ချင်းထင်နေမယ်နော်အိုခြင်းကိုနှလုံးသွင်းနေခြင်းဖြင့်နုပြိုခြင်းကြောင့်တက်တတ်တဲ့မာမာနတွေကိုလျှော့ချနိုင်တယ်ထောင်လွှားတတ်တဲ့မာမာနတွေကိုလျှော့ချနိုင်တဲ့အတွက်ကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားမာနသည်ပူလောင်တတ်သလားအေးချမ်းတတ်သလားအဲတော့ပူလောင်ခြင်းကိုလည်းငြိမ်းအေးစေတယ်နော်မာနသည်နုညံ့သောသဘောလားခက်ထန်သောသဘောလား
ခက်ထန်ခြင်းကိုလည်းစွန့်လွတ်နိုင်တယ်ဟုတ်ပါလားအဲ့တော့သရအိုရတ်တယ်ဆိုတာမပြတ်နှလုံးသွင်းဖို့လိုတယ်နောက်သရပြီးတော့ဗျာတိနာခြင်းသဘောကိုရှိမရှိနာတတ်တဲ့ခန္ဓာဟုတ်မဟုတ်ခေါင်းရှိရင်ခေါင်းကိုင်းမယ်ဘိုက်ရှိရင်ဘိုက်နာမယ်ရင်ဘတ်ရှိရင်ဘတ်အောက်မယ်အဆုပ်ရှိအဆုပ်ယောဂဖြစ်မယ်အသေးရှိရင်အသေးယောဂဖြစ်မယ်နှလုံးရှိရင်နှလုံးယောဂဖြစ်မယ်ဆိုတဲ့ခန္ဓာရဲ့နိယာမကြီးမရှိဘူးလားဒါဖြင့်နာတတ်တဲ့သဘောရှိမရှိအဲ့တော့ဒါမပြတ်နှလုံးသွင်းနေရင်မိမိရဲ့ကျမ်းမာခြင်းနှုတ်ပြခြင်းကြောင့်ဖြစ်လာမဲ့ထောင်လွှားတဲ့မာမာနခက်ထန်ကြမ်းတမ်းခြင်းနဲ့အတူအကုသိုလ်တရားတွေကနေဖယ်ခွာနိုင်တယ်။နောက်ဒီခန္ဓာပေါ်မှာမမောသာယာနေတဲ့စိတ်တွေကိုစွန့်လွတ်နိုင်စွမ်းရှိလာတယ်။ဒါကြောင့်မို့နာတတ်တဲ့ခန္ဓာလို့အမြဲနှလုံးသွင်းဖို့လဲလိုတယ်။နောက်မရဏဓမ္မောတည်ခြင်းသဘောရှိမရှိတစ်ချိန်ကျရင်ငါတို့ရုပ်ခန္ဓာဒီခန္ဓာအယုတ်အလောင်းကြီးသည်လဲဟောဒီမိမိနဲ့သက်ဆိုင်ရာသုတ်တံမှာလဲလျောင်းကြရတော့မဲဆိုတာမသိကြဘူးလားအဲ့တော့ဒီလိုနှလုံးသွင်းဆိုတော့နှလုံးသွင်းရင်ဒါလူတိုင်းနဲ့သက်ဆိုင်တဲ့အယတ်လို့သိထားရင်ဒါသည်ကြောက်ရွံ့နေရမယ့်အယတ်လားဆင်ခြင်ရမယ့်အယတ်လားတို့ပညာရှိများဆုံးမစကားရှိတယ်မသာတစ်ခေါက်ဒီနေ့သူတော်ကောင်းတို့ကျောင်း10ခေါက်သွားတာတဲ့မြင့်မြတ်တဲ့မသာတရားပွဲကြီးနော်သင်္ချိုင်းကုန်းမှာပြုအပ်တဲ့တရားပွဲဆိုတာဒါတမညမဟုတ်ဘူးအဲ့တော့ဘေးကအုပ်ကူတွေကြီးပြီးတော့ကြောက်နေရမှာလားငါတို့လာမဲ့နေရလို့မှတ်ထားရမှာလားငါတို့လာမဲ့နေရဒါနှလုံးသွင်းဘာမှကြောက်เสียအကြောင်းရှိကောင်းပြီအဲ့တော့ကြောက်ထိုက်မကြောက်ထိုက်ဆိုတာလည်းပြောမှာပါနော်ကောင်းပြီအဲ့တော့ဦးဇင်းတို့မှာယုတ်ဇီဝိတာနော်ယုတ်ဆိုတာကိုယ်တော်ကောင်းတို့ထိုင်ပြီးတော့တရားနာနေတာဗာတရားကြီးယုတ်တရားကြီးအဲ့ဒီယုတ်တရားကြီးတော်ကောင်းတို့တဏ္ဍာမှာသာဝရတည်မြဲနေတာလားဖောက်ပြန်ပျက်စီးနေတာလားစက္ကန့်နဲ့အမျှစက္ကန့်တိုင်းမှာဒီခန္ဓာကိုယ်ကြီးရဲ့ယုတ်တရားသည်အမြဲမပြတ်ဖောက်ပြန်ပြီးပျက်စီးနေတယ်အဲ့တော့သူ့ရဲ့ဓမ္မနိယာမကယုတ်တရားတစ်ခုဖြစ်လာတယ်အဲ့ဒီဖြစ်တဲ့ယုတ်သည်ပျက်စီးတယ်ပြက်ပြီးတဲ့နောက်ဒီယုတ်အစားထိုးတယ်ဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ပြန်ပြောအဲ့ဒီစကလုံးကိုဆင်ခြင်ကြည့်စမ်းအားလုံးဖြစ်တယ်ယုတ်တစ်ခုဖြစ်တယ်ဖြစ်ပြီးအဲ့ဒီယုတ်ဘာဖြစ်သွားတော့ပြက်ပြီးတော့နောက်ယုတ်အစားထိုးလိုက်ဒါဖြင့်ရှေ့ယုတ်နဲ့နောက်ယုတ်သည်တူသလားဟောဒါဖြင့်ရှေ့ယုတ်ကယုတ်မဟုတ်ဘူးလားနောက်ယုတ်ကရောဒါကြောင့်ခုခင်ဗျားတို့ယုတ်ကလေးတွေကတနေ့ချင်းစီကြည့်တော့ပြောင်းလဲတယ်လို့မထင်ရဘူး50နှစ်အနှစ်20กว่าသွားတော့မှဟာနည်းနည်းဝလာတယ်နည်းနည်းပိန်သွားတယ်နည်းနည်းအိုသွားပြီတော့နှုတ်ပြနေတုံးပဲအပြန်လာမပြောကြဘူးလားပြောရဲဆိုတာဒီယုတ်တရားကြီးကိုမမြင်ဘူးဆိုတာမသိတာဘူးလားသိတာပဲမဲ့စက္ကန့်နဲ့အမျှအစားထိုးနေတာကြတော့ခင်ဗျားတို့ကျုပ်တို့ဝိပဿနာဉာဏ်ဆိုတဲ့ယုတ်ကိုမပြတ်စောင့်ကြည့်နေတဲ့သတိပညာမရှိရင်သိနိုင်သလားမသိနိုင်ဘူးအဲ့တော့အခုတော်ကောင်းတို့ယုတ်တရားလက်ရှိရထားတဲ့ယုတ်တရားသည်နော်အလိုလိုသူရလာတာလားသူရခြင်းတိုင်းရနေတဲ့ယုတ်တရားလားဒါမှမဟုတ်တကုတ်ရှင်ကြီးတွေကဖန်ဆင်းပေးလိုက်တာလားဒါပေမဲ့ဘုရားသခင်ပေးတဲ့ယုတ်လားမဟုတ်ပါဘူးတဲ့ဒီယုတ်တရားရလာတာဒီအတိတ်ကတို့မှာအကြောင်းတရားတွေရှိခဲ့တယ်အဲ့တော့ဓမ္မလမ်းစဉ်ရဲ့အတိတ်ကဦးဇင်းတို့တော်ကောင်းတို့ဒီယုတ်ရခဲ့တာသိခဲ့လို့လားမသိခဲ့လို့လားဆိုလိုတာကနော်ဒီမှာစာလိုကမသိတာကအဝိဇ္ဇာမသိခဲ့လို့ဆိုတာဘာဆိုလိုတာလဲဆိုတော့အခုတော်ကောင်းတို့ရထားတဲ့ယုတ်သည်ခိုင်မြဲနေတဲ့ယုတ်လားမခိုင်မြဲတဲ့ယုတ်လားခုခမည်းတော်ကထာဝစဉ်နုပြိုခြင်းကိုလိုချင်သလားအိုမင်းရင်ရောခြင်းကိုလိုချင်သလားနုပြိုတာကိုလိုချင်တာနုပြိုခြင်းဟာမြဲသလားမြဲပါဘူးနုပြိုခြင်းနဲ့ရပ်တန့်ထားလို့
ဒီလိုမှမသိခဲ့လို့ဒီရုပ်ယူခဲ့တာဟမ်ရုပ်ဒီတဖြည်းဖြည်းပြိုရာကနေအိုရာကနေနာလာတဲ့ဟိုမှာဒီမှာဒူးနာလို့ခါနာလို့နော်ပေါင်ကိုက်လို့ခေါင်းကိုက်လို့ရုပ်နာပေါ်နေတဲ့မသားတွေအများကြီးမရှိဘူးလားရှိတယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်တွေကဒီအနာတွေဒီလိုနာမည်မှန်းသိရင်ဒီရုပ်ကိုယူမလားမယူဘူးလားပြီးရင်ဘာလို့အောင်မသေအောင်မသေရင်အရက်ထဲတောင်ထားမရဘူးပုတ်စော်နာလို့ဒီလာပို့ရရှင်းလားရှင်းလာပါပြီဆိုတော့ကိုလင်ကိုမယားကိုသားသမီးကိုတည်သွားတဲ့အခါအိမ်မှာထားသေးလားဘာလို့မထားလဲထင်လို့မချစ်တော့လို့လားမုန်းသွားလို့လားမဟုတ်ဘူးဒါပေမဲ့ဒီယုတ်ကခိုင်ခန့်တဲ့သဘောလားမခိုင်ခန့်တဲ့သဘောလားအခုခင်ဗျားတို့ယုတ်ကလေးကိုဒီမှာနံနဲ့တွဲပြီးစောင့်ရှောက်နေလို့မပုတ်မသိုးသေးတာဒီယုတ်ကိုမပုတ်မသိုးအောင်စောင့်ထိန်ထားတာနံရှင်းသလားအဲ့တော့ဒီယုတ်တွေထောက်ပံ့ပေးထားတဲ့တရားကကံရယ်စိတ်ရယ်ဥရုရယ်အာဟာရရယ်ပြန်ပြောကံဆိုတာအခုလာပြီဒီမှာမသိတာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာကာယကံဝစီကံမနောကံနေမလုတ်ခဲ့ဘူးလားလုတ်ခဲ့တယ်တဲ့အတိတ်ကလုတ်ခဲ့တဲ့ကာယကံဝစီကံမနောကံကြောင့်သင်္ခါရပစ္စယဝိညာဏံဆိုပြီးဒီဘဝပရိသေတွေမနေရဘူးလားဒါခဏနေကြသုတိပရိသေတွေရှင်းပြမယ်အခုယုတ်ကိုရှင်းပြနေတာဆိုတော့ဝိညာဏပစ္စယနာမရူပဆိုတဲ့နာယုတ်တရားကြီးအခုမျက်ဝါးထင်တယ်မရထားဘူးလားရထားတော့အဲ့ဒီယုတ်ကိုထောက်ပံ့ပေးထားတာအတိတ်ကကံဒီယုတ်ကလေးနော်သင်္ချိုင်းကိုမရောက်မချင်းနော်စင်စက်မပြတ်နောက်ကနေထောက်ပံ့ပေးနေတာအတိတ်ကကံကထောက်ပံ့တာတစ်ပိုင်းဒုတိယတစ်ပိုင်းကစိတ်ကံပြီးရင်ပါလဲစိတ်ကလည်းလက်ပြန်ပါလုံးမယ်ဒီနေ့ပါလုံးမယ်နဲ့ဒီယုံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အစီအစဉ်တွေဆွဲပြီးတော့စိတ်ရဲ့ရှေ့ဆောင်မှုတွေမရှိဘူးလားဒါမို့လို့လှုပ်ရှားကိုင်းစရာတွေနဲ့စိတ်ကတခါတည်းနိုးကြနေရင်ယုတ်ကလည်းတက်ကြွလန်းဆန်းနေလို့စိတ်ကလေးလံထိုင်းမိုင်းနေရင်ယုတ်ကလည်းလေးလံထိုင်းမိုင်းလို့နော်စိတ်ဆောင်တဲ့ဒီယုတ်စိတ်ပြိုတော့စိတ်ထောင်းတော့ဒါပဲခင်ဗျားတို့ယုတ်တရားကြီးကဒီစိတ်ပေါ်မှီပြီးမနေရဘူးလားတခါဥဒုဟောဒီစัจ java လာမှာဒီလိုဂျိုးတွေအနန္တရှိဒါပေမဲ့ဒီလိုတတ္တဝါတွေအသက်ရှင်နိုင်တဲ့ကဘာကအလွန်ရှားအဲ့ဒါဥရုနော်ဒီကဘာမှာဥရုတပ္ပယမြပြီးခမည်းတော်ရုပ်ရက်တည်နိုင်တဲ့အင်အားရှိလို့ဒါတောင်ဒီရုပ်တွေအခုတဖြည်းဖြည်းဥရုရဲ့နှိမ့်ဆက်မှုကြောင့်ပင်မနှွမ်းနယ်မှုတွေနဲ့အတူအသက်တွေတိုးမလာဘူးလားထိုးလာတဲ့ဘာလို့ရာဒီဥတု environment ဆိုတဲ့သဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကနားမလဲလောဘဒေါသတွေနဲ့တစ်ပင်တွေခုတ်ရောင်းနော်ရွှေတွေတူဘာတွေတူးဆွပြီးတော့သဘာဝတရားကဒီသဘာဝတရားကလူတွေအသက်ရှင်ဖို့အတွက်အထောက်ပံ့ပေးထားတယ်ဒါကိုမသိတော့ကိုတတ်သိခြင်းတဲ့လူတွေကဘာလုပ်ကြတော့ဆိုတော့သဘာဝတရားကြီးဖြည့်ဆည်းပြစ်ရှင်းလားအဲ့တော့ဥရုတွေဖောက်ပြန်မလာဘူးလားဥရုတပ္ပယမြတ်တရင်ကျမ်းမာရေးကောင်းတယ်စိတ်ရှင်လန်းတယ်တက်ကြွလန်းဆန်းတယ်နုပြိုတယ်အသက်ရှိတယ်ဥရုတပ္ပယမမြတော့ဘူးဆိုရင်ဒုက္ခမျိုးစုံယောဂပေါင်းစုံအုံမင်းရင်ရောခြင်းနဲ့အတူပင်မနှွမ်းနယ်ခြင်းတူချိန်တူတို့နဲ့တက်တန်းတူခြင်းဆိုတာတွေမလာဘူးလားအဲ့တော့ဥဒုပေါ်မှာရောမမီဘူးလားအဲ့တော့ကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရအခုနေ့စဉ်ခင်ဗျားတို့ယက်တီမှုအတွက်ဒီခန္ဓာကိုယ်ကြီးအင်ဂျင်လဲပတ်ဖို့လောင်စာစီတွေထည့်မပေးရဘူးလားအစားတော့စားပေးနေရတယ်ဆိုတာအင်ဂျင်ကြီးဒီရုပ်တရားကြီးလဲပတ်နေဖို့အတွက်နောက်ကလောင်စာဖြည့်ပေးနေရအဲ့တော့အာဟာရအားနေရင်အားနေသလောက်ရုပ်မှာချွတ်ရင်းချက်တွေရှိလာတယ်အာဟာရပြည့်ဝစီစဉ်နိုင်ရင်ဒါမလို့အခုအသိဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်တွေကဟောပြောပွဲတွေဘာတွေတောင်လုပ်ပြီးတော့ဗိုက်တာမင်တွေစားဖို့ဗိုက်တာမင်တွေဖြည့်ဆည်းဖို့ပြောဆိုနေကြတာမရှိဘူးလားဉာဏ်ပညာကြီးတဲ့လူဆိုတာကိုယ်ခန္ဓာကိုယ်အတွက်ဒီအရွယ်လောက်ဆိုရင်ဗိုက်တာမင်ဘာချွတ်ရင်းလာပြီနော်ငါစားတဲ့စားတဲ့မှာဗိုက်တာမင်ပြည့်ရလားငယ်ကလေးကရင်တို့နိုင်ငံကတို့မြန်မာလူမျိုးတွေကမြန်မာနိုင်ငံသားတွေပေါ့မြန်မာလူမျိုးဆိုတာပေါင်ကျင်းပါတယ်မြန်မာလူမျိုးဆိုတဲ့စကားမပြောတော့ဘူးမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံတို့မှာနေကြတဲ့ပုဂ္ဂိုလ်တွေကနော်ခေတ်ဆက်မင်းစိုးမင်းကြီးရဲ့လက်အောက်မှာနေခဲ့ရတော့
အသိဉာဏ်ပညာနည်းတဲ့လူတွေအုပ်ချုပ်ခဲ့တော့ပညာပျက်စီးခဲ့တဲ့အတွက်အသိဉာဏ်နည်းတဲ့လူတွေဖြစ်နေတော့အစားအသောက်ကိုကိုယ်ခန္ဓာကိုယ်အတွက်လိုအပ်တာကိုဖြည့်ဆည်းပြီးတော့စနစ်တကျစားတောက်နိုင်ခြင်းမရှိဘူးအဲ့ဒီပညာချွေရလို့ခင်ဗျားတို့ဗမာပြည်သားတွေဟာတဖြည်းဖြည်းလူခန္ဓာလေးတွေသိမ့်လာတယ်ခန္ဓာကိုယ်တွေဆုပ်ယုပ်လာတဲ့ကာယဗလအားနည်းလာတယ်ကာယဗလအားနည်းလာတဲ့အတူနောက်ကဘာလဲဆိုတော့ညာဏဗလလည်းအားနည်းလာဘာအားနည်းလဲသူကသဗ္ဗေတ္တအာဟာရထိတိကအာဟာရကတခါတည်းစနစ်တကျခန္ဓာကိုယ်ကိုထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက်အာဟာရကိုစနစ်တကျမစားတော့ဘူးဆိုတာနဲ့ခင်ဗျားတို့ memory မှတ်ဉာဏ်တွေချွတ်ယွင်းလာတယ်နော်နောက် brain တွေးခေါ်နိုင်မှုစဉ်းစားတတ်မှုကြံစည်တတ်မှုအပိုင်းတွေအကုန်ချွတ်ယွင်းလာတာဒီအာဟာရနည်းလာတာနဲ့ဉာဏဗလတွေဆုပ်ယုပ်လာဉာဏဗလနောက်ကစိတ်တဗလပါချွတ်ယွင်းသွားတယ်ခုတောင်မြန်မာလူနိုင်ငံသားတွေမလုပ်နေဆိုတော့အတင်းပြောတာနဲ့အချိန်ကုန်တယ်ကိုယ်တက်တာတဲ့လူရှာပြီးတော့တိုက်ခိုက်ပုတ်ခတ်ရှုံချနေတာနဲ့အချိန်ကုန်နေတယ်လောကကိုတိုးတက်အောင်လောကကြီးပွားအောင်လောကချမ်းသာအောင်ငါရှိတဲ့ကာယဉာဏ်ဆွမ်းအားနဲ့ငါဘာအလုံးလုံးမလဲလို့အလုံးလုံးဖို့စိတ်အားထက်သန်စွာနဲ့နိုးကြားနေတဲ့လူအမတန်ရှားတယ်အချောင်လိုခြင်းနဲ့ဘာဖြစ်လို့ဆိုတော့စိတ်သက်ခွန်အားတွေမရှိတော့ဟောအဖက်ဖက်ကချွတ်ယွင်းကုန်ရှင်းသလားအဲ့တော့အာဟာရကအရေးကြီးလားမကြီးဘူးလားတိုးတက်နေတဲ့နိုင်ငံတွေကြတော့ကိုယ်နိုင်ငံသားတွေကိုခွန်အားပြည့်ဝအောင်ကာယဗလာဉာဏဗလာစိတ်တဗလာဒီဗလာသုံးတန်ပြည့်ဝအောင်ခေါင်းဆောင်ခေါင်းတွေကဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာဒါအမြဲတမ်းကြံစီပြီးတော့ဟာဉာဏဗလာဘက်ကယော့လာတယ်ဆိုဉာဏဗလာကိုတိုးတက်အောင်အမြဲတမ်းပြုစုပေးနေတော့သူတို့နိုင်ငံတွေ approve ဖြစ်နေတာတိုးတက်နေတာရုပ်ခန္ဓာချင်းကိုမတူအခုဦးဇင်းတို့သွားတဲ့ဗမာပြည်လိုပဲအာရှသားတွေငပုနော်ဒီချိန်ကဂျပန်နိုင်ငံကိုဂျပန်ငပုလို့မပြောဘူးလားအခုသူတို့ကအသိဉာဏ်ရှိတဲ့နိုင်ငံသားတွေဆိုတော့နော်ကိုယ်နိုင်ငံကိုယ်တိုင်းပြည်ကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာသိမြင်နိုင်တဲ့မြင့်မြတ်တဲ့မျိုးနွယ်ကစုစည်းမိကြတော့ဟောအခုခန္ဓာကိုယ်တွေထွားကြအောင်ဆိုကာယဗလတွေသူတို့စူးစမ်းလိုက်တော့အခုဦးဇင်းတို့ကမော့ကြည့်ရတဲ့လူတွေဖြစ်သွားပြီအနည်းဆုံးသူတို့ရက်က9ပေ8 9ပေ10နဲ့9ပေ17 6လက်မှ6ပေကျော်တဲ့အထိသူတို့ရက်တွေအမှန်တန်ကောင်းသွားပြီနောက်အင်အားခွန်အားချင်းကြည့်ရင်လည်းသူတို့ကတို့ထက်အများကြီးသာသွားပြီဒီတိုင်းပဲအခုထိုင်ဝမ်နိုင်ငံကိုရီးယားနိုင်ငံဦးဇင်းတို့သွားတယ်ဒီနိုင်ငံတွေရောက်တော့သူတို့ကကလေးတွေကိုစနစ်တကျအာဟာရကျွေးပြီးတော့စိတ်သက်ခွန်အားတွေပြိုးထောင်ပေးနေတာနိုင်ငံကြီးသားစိတ်သက်မြို့ကြီးသားစိတ်သက်နိုင်ငံကြီးသားအသိမြို့ကြီးသားအသိဟောဒီတော့ဒီဗလသုံးတန်အတွက်သူကအာဟာရတွေကာယဗလအတွက်ကပလီကာရအာဟာရတွေထည့်ပေးတယ်ဉာဏဗလအတွက်စာပေပညာတွေဉာဏ်ပညာတိုးတက်ကြောင်းတွေပံ့ပိုးပေးတယ်စိတ်တဗလအတွက်ဒီတော့ meditation center တွေနော်ယောဂကျင့်စဉ်တွေဒါတွေနောက်ကနေပံ့ပိုးပေးနေတော့သူတို့တွေကတဖြည်းဖြည်းစိတ်သက်ခွန်အားပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကာယဗလဉာဏဗလပြည့်ဝတဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ငံကြီးကတိုးတက်ပြီးငြိမ်းချမ်းနေတာဒီနိုင်ငံလိုလူမယ်ရက်မယ်ခိုးမယ်ဝက်မယ်နော်လွဲမားတဲ့နီးတွေနဲ့ဘဝရက်တည်မှုတွေဟာဒါအမျိုးရုပ်တည်ဖြစ်မှန်းမသိဖြစ်လာပြီဘုရားဘာသာလေးရှိတယ်ဆိုပြီးတော့မာနတစ်ထောင်တောင်မလုပ်ပါနဲ့ဗုဒ္ဓဘာသာရဲ့ပြရုပ်ကိုခမည်းတော်ပြเสียခမည်းတော်ကိုချင်းတရားမှာပဲကိုပြန်ရှာကြည့်စမ်းပါငါဗုဒ္ဓဘာသာလို့ဂုံယူလိုက်လောက်တဲ့ကိုချင်းကို့မှာရှိပလားလို့ဘောပါလားကောင်းပြီအဲ့တော့ဟောဒီရုပ်ကိုထောက်ပံ့ထားတာကံရဲ့စိတ်ရဲ့ဥရုရဲ့အာဟာရရဲ့အကြောင်းတရားဘယ်နှပါး၄ပါးကလည်းသူကဒလဇတ်ထောက်ပံ့ပေးနေတယ်ကံရုပ်ကလည်းရုပ်တရုပ်ဖြစ်ရုပ်တရုပ်ပြည့်ဆိုတော့နောက်ကထောက်ပံ့တဲ့ကံကလည်းတစ်ခါထောက်ပံ့လိုက်တစ်ခါပြည့်လိုက်အဲ့တော့တူတူနားလည်အောင်ပြောရရင်ဒီတဘဝအတွက်မသေးမချင်းခမည်းတော်ကိုနောက်ကထောက်ပံ့ပေးနေတဲ့ကံရှိဘူးလားဆိုတော့ကံကတဘဝစာဒီမှာသူကနောက်ကအထုပ်နဲ့အထည်နဲ့ခမည်းတော်ကိုအစီအစဉ်ချပြီးထောက်ပံ့ထားတယ်အဲ့တော့တနေ့ပြီးတနေ့ဒီကံကသူ့ကို
အစီအစဉ်တိုင်းမထောက်ပံ့ဘူးလားထောက်ပံ့တော့ထောက်ပံ့ရင်နဲ့ဒီဘက်ကခင်ဗျားတို့တဘဝစာကံနေရဘာဖြစ်လာနဲလာတာနဲပြီးနောက်ဆုံးဘာဖြစ်မှာကိုရင်ဒီရောက်မှာပေါ့ရှင်းသလားအဲ့တော့ကံကိုအသက်ရွယ်နေမြအရွယ်ကြီးလာတာနဲ့ဒီကံတွေဘာဖြစ်လာပြီလို့သိရမှာဂုံလာပြီနဲလာပြီကံကုန်မဲ့အချိန်ကောခင်ဗျားတို့သိလားကံကုန်မဲ့အချိန်အလုံးသိတဲ့လူရှိလားရှိပါဘူးသေမင်းနဲ့ချိန်ချက်ထားတဲ့လူမရှိရင်ကံမကုန်ခင်မှာကိုပြုတ်တဲ့အကောင်းဆုံးအမှုတွေပြုဖို့လိုအပ်မလို့မနေ့ကဦးဇင်းတို့ဒီကနေ့အလွန်ဝေးတဲ့နေရာပေါ့လေဝေးပြီးတော့ခေါင်တဲ့ချင်းပြည်နယ်ကမင်းတပ်မြို့နယ်တွေကမရှိန်လော်ဆိုတဲ့ရွာကလေးမှာဒါမနေ့ညကဦးဇင်းဒီလိုချိန်မှာအဲ့ဒီမှာတရားဟောနေအဲ့တော့အဲ့ဒီရွာမှာဒကာကြီးတယောက်ကရောက်လာတယ်တရားမဟောခင်တရားဟောဖို့ဦးဇင်းကမျက်နှာလေးဗာလေးဆင်းသိရေချိုးပြီးတော့ပြန်တက်လာတဲ့အချိန်မူးနေတဲ့သူကတောင်ချဆိုင်းအောင်မူးနေမိုးပြီးတော့ရှေ့ကနေမျက်ရည်လေးစမ်းတန်းနဲ့အရှင်မြတ်ခဏသိခံပါအောင်ဒီကလည်းရေချိုးပြီးဒီမှာအဝတ်တပတ်ကြီးပတ်ရက်နေကဲပြောဒကာကြီးတပည့်တော်အလွန်မိုက်တယ်ဗျာအေးသာတို့ဟုတ်တယ်အမလီမကြီးနဲ့မိုက်တယ်လို့သိရင်ဒါလူလိမ္မာပဲနော်အဲ့ဒီအသိရဖို့ကိုခဲရင်နေတာကိုခမရတော်အခုကိုမိုက်လို့မိုက်မှန်းတော့မသိဘူးအမလီဒေါသကြီးနဲ့အိမ်မှာဆဲဆိုကျိန်းမောင်းနေဘယ်သူသားလုံးမတော့မရဘူးမျက်နှာရှစ်ခေါက်ချိုးနေအော်ကျင်တိုင်းအော်နေတာတားလိဆိုးလိပဲရံဖြစ်နေတော့ဒေါသဖြစ်နေတော့သွားမဆွဲလိဆိုးလိပဲဘာလို့ဆိုကိုမိုက်လို့မိုက်မှန်းကိုမသိတာကိုလူယုံမှဖြစ်နေမှမသိဘူးအဲ့တော့ तू ကသိတယ်မူးနေပေမဲ့မိုက်မှန်းသိတယ်သာဓုတပည့်တော်မဟုတ်တာအကုန်လုံးတယ်ဗျာအေးသာဓုနော်အရှင်ဗျာတဲ့မနောက်ပါဘူးနော်မဟုတ်ပါဘူးမပြောပါလို့တပည့်တော်အခုအရက်တောက်ထားတယ်ငါသိတယ်လို့နော်ငါလည်းမင်းလိုက်ရလာတာပဲမင်းနော်အနံ့ရကြမလို့မင်းမျက်နှာကြည့်တယ်ဒီကောင်တောက်ထားလားမတောက်ထားလားငါသိတယ်ဟေးတယ်သူကရည်တယ်နော်တပည့်တော်မိဘပေါ်လဲမလိမ္မာဘူးဗျာသားသမီးပေါ်လဲတာဝန်မကြည့်ဘူးတဲ့မယားပေါ်လဲတာဝန်မကြည့်ဘူးတဲ့လောင်းကစားလဲလုပ်တယ်ဒီပြီးတော့တခုမှမကောင်းဘူးဗျာတဲ့အေးဟုတ်ပြီအဲ့ဒါအရှင်ဘုရားအမှန်တကယ်တော့တပည့်တော်အရှင်ဘုရားတို့လိုပုံကိုယ်တွေနဲ့အဆုံးမဘာတခုမှမရဘူးတဲ့တပည့်တော်နေရတာတောထဲမှာအဲ့တော့အရှင်ဘုရားတပည့်တော်အခုတရားပွဲမစခင်ဥဖျားအဆုံးမပြပါဗျာအမူးပါသူကမမူးတာလူလင်းသူကနော်ဒါနဲ့ဟာတဲဟုတ်ပါလားကွာမင်းရလို့ဆိုတော့တဲမဗျာတဲ့တပည့်တော်အဆုံးမကိုမရခဲ့ဘူးတဲ့အတွက်ဘယ်အလုတ်ကမှန်းတဲ့အလုတ်ဘယ်အလုတ်ကမှားတဲ့အလုတ်ဘယ်ဟာကောင်းသောအလုတ်ဘယ်ဟာဆိုးသောအလုတ်မသိခဲ့ရုပ်အမှန်ပါတပည့်တော်ဘာသာတွေဘာတွေတပည့်တော်မသိဘူးတပည့်တော်တော်တဲ့နေတာတွေ့တဲ့ကောင်တတ်စားမယ်ဆိုတော့ဦးဇင်းကမူးနေတာလည်းတကြောင်ပါတယ်အချိန်မရတာလည်းပါတော့ကဲဒါဖြင့်ငါလူလို့ငါမင်းကိုမေးမယ်အခုမင်းငါ့ကိုပြောခဲ့ပြီမင်းကလူကောင်းလားလူဆိုးလားလို့လူဆိုးပါဗျာမင်းမိုက်နေတာမင်းသိသလားဆိုသိပါတယ်ဗျာတဲ့ခဲဒါဆိုမင်းလူကောင်းဖြစ်ပြီလူလိမ္မာဖြစ်ပြီသွားတော့လို့မဟုတ်သေးဘူးဗျာဆုံးမပါအောင်ဟေးဆုံးမဆိုရင်တပည့်တော်ပြင်နိုင်လောက်တဲ့အဆုံးမရှင်ဘုရားပေးနိုင်လို့မယ်လို့တပည့်တော်ယုံကြည်တယ်တဲ့အေးဒါဆိုရင်မင်းနာထောင်မင်းရောငါရောလောကသားတိုင်းမှာမွေးရပါအခွင့်အရေး2ရပ်ရှိတယ်ဗါလဲတစ်ဖက်ကကောင်းတဲ့အမှုအကျင့်ဆိုတဲ့အခွင့်အရေးဟုတ်ပြီနော်ဗါလဲဒီဘက်ကကောင်းသောတရားအခွင့်အရေးတစ်ခုရှိနောက်ဒီဘက်ကမကောင်းသောတရားဆိုတဲ့မကောင်းတဲ့အမှုအကျင့်အခွင့်အရေးတစ်ခုရှိအဲ့ဒီနှစ်ခုမှမင်းကြိုက်တာသုံးပိုင်ခွင့်ရှိတယ်လို့မင်းရောငါရောကိုခင်ဗျားတို့မှာလောဘရှိမရှိအလောဘရောရှိတယ်မကောင်းတဲ့တရားရှိသလိုအခုလူရယ်လို့ဖြစ်လာရင်ခင်ဗျားတို့များသောအားဖြင့်ဒါအခုခေတ်ကြီးမှာသာသနာတွင်မှာလူဖြစ်လာကြတယ်ခုနအကောင်းဆုံးဝေဖန်နိုင်တယ်ဆိုရင်ဒါလောဘရှိသလို
အာလောဘလည်းရှိဒေါသရှိသလိုသူတော့ဒီလောက်ပြောချိန်မရဘူးပေါ့မင်းမကောင်းတဲ့စိတ်လည်းရှိတယ်မကောင်းတဲ့စိတ်လည်းရှိအမှန်တရားကိုမြတ်လို့တဲ့စိတ်ရှိတယ်ခုမင်းမကောင်းမှုတွေကိုနှစ်သက်သလားဆိုမနှစ်သက်ဘူးဗျာအေးအဲ့ဒါမင်းမနှစ်သက်တာကိုမင်းမလုပ်နဲ့ဟုတ်ကလားတို့မှအသုံးချဖို့အခွင့်အရေးနှစ်ခုပါလာတယ်မင်းကမကောင်းတာတွေထုတ်သုံးရင်းနဲ့အချိန်ကုန်နေတော့ကောင်းတာတွေကပုတ်သိုးကုန်ပြီကွာသဘောပါသလားနေ့စဉ်ခင်ဗျားတို့အသက်ရှင်မှုမှာဒီနှစ်ခုတည်းကတစ်ခုခုထုတ်သုံးပြီးနေရမှာပဲနေရတော့အခုခင်ဗျားတို့အခုသုံးလာခဲ့ပြီမကောင်းတာသုံးခဲ့လားကောင်းတာသုံးခဲ့လားဘာသုံးတာများတော့မကောင်းတာသုံးတာများရင်မကောင်းတဲ့ဘက်ကတော့ခင်ဗျားတို့အသုံးချလိုက်ပြီးကောင်းတာတွေကြတော့အသုံးမချရင်သူကလေလွင့်သွားမယ်ပျက်စီးသွားမယ်ဒီနေ့အတွက်ခင်ဗျားတို့ကောင်းတာတွေလုပ်လို့မရဘူးလားမလုပ်ဖြစ်လိုက်ဘူးဆိုရင်အဲ့ဒီနေ့အခွင့်အရေးကြီးဆုံးရှုံးသွားပြီအဲ့တော့ဒီဘက်ကမင်းကအကောင်းနဲ့အဆိုးနှစ်ခုရှိပါရဲ့တဲ့နဲ့မင်းကအဆိုးကြီးထုတ်သုံးနေတော့အကောင်းတွေအလကားဆုံးရှုံးကုန်တာပေါ့ကွာအဲ့တော့မင်းအားတာလို့ရှင်းလားသူကအရက်သမားဆိုသူတို့ကလူလေမှတ်နေတာဦးဇင်းတို့ကိုယ်တိုင်ပြောခဲ့တာပဲကိုယ်တိုင်တရားဓမ္မကိုဒီနေ့ပဲဆရာတော်ကြီးဒီပါတွေ့လို့မင်းကကွာတယ်မင်းတရားတွေဟောနေတာငါလည်းသတင်းတွေကြားပါတယ်ဟိုဆရာတော်ကြီးနေပေါ့လေနော်အဲ့ဒါသတင်းတွေကြားပါတယ်တဲ့မင်းတရားတွေကဘယ်တော့မှနားတာလဲတဲ့ဘယ်တော့မှသိတာလဲတဲ့ပြီးတော့6တန်းဘောကျောင်းသားဘဝကလေးသိတာဗျာလို့တိတိကျပြောရင်6နှစ်သားကလေးတရားနာခဲ့ရတာအဲ့တော့ခမဲတော်ကြီးကဒီတရားနဲ့ပတ်သက်တဲ့အလုပ်ကိုပဲတပည့်တော်တက္ကသိုလ်ရောက်တဲ့အထိတရားစာပေကြီးပဲသင်ခဲ့ရတယ်လေ့လာခဲ့ရတယ်ခမဲတော်ကြီးကိုယ်တိုင်သင်ပေးခဲ့တာဩအဲ့ဒါလိုလားဆိုတော့ကိုယ့်ဘဝအတွက်ကိုယ်အသုံးချမှုမှာဒီအထုံးနှစ်ထုံးမှာအသုံးမချလိုက်တဲ့ပစ္စည်းကပုတ်သိုးသွားမယ်နော်အသုံးချလိုက်တဲ့ပစ္စည်းကကိုယ့်အတွက်ဖြစ်လာမယ်အဲ့တော့လူလိမ္မာနဲ့လူမိုက်နဲ့လူလိမ္မာမိုက်တဲ့လူကမကောင်းတာတွေကြီးသုံးပြီးအချိန်ကုန်သွားတယ်ကောင်းတာတွေကလေလွင့်သွားတယ်ကောင်းတဲ့အခွင့်အရေးတွေမဆုံးရှုံးဘူးလားအဲ့တော့သုံးတာချင်းအတူတူမကောင်းတာရွေးသုံးမလားကောင်းတာရွေးသုံးမလားအဲ့ဒါမင်းမဆုံးဖြတ်လို့မင်းတရားရှိဘာကိုသုံးပြီးတော့အချိန်ကုန်မလဲဘယ်ဟာကိုဖြုံးတိပြစ်မလဲဘယ်ဟာကိုအသုံးချမလဲကိုယ့်အကိုရွေးအိုးအဲ့ဒီတော့မှခြေဘိုးတိုက်ခေါင်းချခေါင်းတိုက်ပြီးတပည့်တော်သိတယ်တဲ့အရှင်ဘုရားတပည့်တော်ကောင်းကောင်းသဘောပေါက်သွားပြီဘာသုံးရမယ်ဆိုတာတပည့်တော်သိသွားပြီဘာဆိုတော့သူတို့တွေကမတောင်မဆန်းလူငနွားသူတို့ကဒီလိုပြောတာတောက်ဆန်းဆန်းလူမင်းသားအောင်မမင်းသားတွေဟုတ်တယ်ဗာမင်းသားတော့ဒေဟုတ်မင်းသားပြောပါဖြစ်မှာငါကြဒေဟုတ်ဘုန်းကြီးနဲ့ကျင်တ်သလားမကျင်တ်ဘူးကိုယ့်အဖွဲ့ကိုပြန်ဆွဲထည့်ရမှာပဲဗာမင်းသားတွေတို့တောက်ဆန်းလူမင်းသားတော့မင်းသားပဲဗာမင်းသားတော့ဒေဟုတ်မင်းသားအဲ့တော့မင်းအသုံးမချတတ်တာလို့ဘယ်သူကမှပြင်ပေးလို့မရဘူးကိုယ့်ကိုပြင်လို့ပဲရမယ်အဲ့တော့ကိုတန်ဖိုးရှိတာသုံးမလားတန်ဖိုးမရှိတာသုံးမလားကိုယ့်ဘဝကိုဘလို့အသုံးချမလဲမင်းရွေးတော့ရှင်းလိုက်ခုလည်းခင်ဗျားတို့ကရွေးချယ်တတ်ဖို့လိုအပ်မလို့ခင်ဗျားတို့မှာအခွင့်အရေးကြီးနှစ်ခုရှိလားဟေတုပစ္စယောတိဟေတုသံယုတ်လကနံဓမ္မနံတံသမုဋ္ဌာနံနိသရူပနံဟေတုပစ္စယေနပစ္စယောမရှိဘူးလားဟေတုဆိုတာအမြင့်တရားတွေပစ္စယဆိုတာအထောက်ပံ့အမြင့်တရားမှာကုသလဟိတ်ဖြစ်တဲ့အလောဘအဒေါသအမောဟကုသိုလ်တွေမရှိဘူးလားကိုခင်ဗျားတို့မှာသူတစ်ပါးကိုလူချင်းတန်းချင်းပေးချင်းကမ်းချင်းတဲ့စိတ်မျိုးလေးတွေရှိသလားပေါ်ဘူးလားလူဘူးလားလူဘူးရင်အလောဘဟိတ်ရှိတဲ့ပုဂ္ဂိုလ်တွေအဒေါသသူတစ်ပါးကိုကြီးပွားပါစေချမ်းသာပါစေဆိုတဲ့မေတ္တာဘာဝနာပွားများတဲ့စိတ်ကိုရှိသလားသူတစ်ပါးကောင်းကျိုးကိုလိုလားတဲ့စိတ်မျိုးကိုရှိသလားသူတစ်ပါးဆိုတာကိုကလွဲပြီးကိုသားသမီးတချို့ကကိုသားသမီးတောင်မကြည့်ဘူးတဲ့လူရှိတယ်နော်ကိုကလွဲပြီးကိုသားသမီးသူတစ်ပါးကောင်းစားရေးဆိုရင်သားသမီးကောင်းစားရေးကစသူတစ်ပါးကောင်းစားရေးပဲအဲ့တော့သူတစ်ပါးကောင်းစားရေးကိုအလိုရှိတဲ့မေတ္တာဓာတ်တွေရောရှိတယ်ဒါကုသိုလ်အဟိတ်လားအကုသိုလ်ဟိတ်ကုသိုလ်အမြင့်တင်နော်အမောဟအကောင်းအဆိုးအကြောင်းအကျိုးအမှန်မှန်ကိုဝေဖန်နိုင်စွမ်းရောခုခင်ဗျားတို့မတရားမှုကိုကြိုက်သလားဗဇက်ကတော့អော်နေတာကိုယ်တိုင်မတရားမှုလုပ်နေတာဆိုတာသူများမဟုတ်တာလုပ်ရင်မကြိုက်ဘူးကွာငါပဲလုပ်မယ်သဘောပါလား
ကောင်းပြီအဲ့တော့အကောင်းကိုရွေးချယ်ပြီးအသုံးချတတ်ဖို့လိုအပ်မလို့အဲ့တော့မှဒီယုတ်တရားကြီးသည်ကံစိတ်ဥရုအာဟာရအကြောင်းတရားဘယ်နှပါ၄ပါးကအမြဲမပြတ်တလဇတ်ထောက်ပံ့ပေးနေလို့ခင်ဗျားတို့ယုတ်သက်ကလေးတွေဆက်နေတာယုတ်သက်ဆိုတာအသက်ဆိုတာတခါတည်းထာဝရတည်တတ်နေတာလားထောက်ပံ့ပေးနေရတာလားအဲ့ဒါကိုဇီဝိတလို့ခေါ်တယ်ယုတ်ဇီဝိတဆိုတာယုတ်တန်တန်အစင်မပြတ်အောင်ထောက်ပံ့ခြင်းပြောဒါဖြင့်ခင်ဗျားတို့ယုတ်သည်ငယ်ကလေးကရင်အခုချိန်ထိဒီဇိုင်းမမတ်တည်တတ်လာတဲ့ခန္ဓာလားအမြဲမပြတ်အစားထိုးနေရတဲ့ခန္ဓာလားအဲ့တော့အစားထိုးရတဲ့ဇီဝိတရှိမရှိဒီတိုင်းပဲနံဇီဝိတမာဇီဝိတနံဆိုတာကတော့ဒီပေါ်မီဖြစ်ရဘယ်ပေါ်မီဖြစ်တယ်ရုပ်ပေါ်မီဖြစ်တော့ရုပ်တောင်အစားထိုးနေရင်နံကရောသူ့ပေါ်မီထားတဲ့ဒီနံကရောမြဲနိုင်မှာမလားရုပ်ကလည်းဖြစ်လိုက်ရုပ်ဖြစ်တော့နံဖြစ်တယ်ရုပ်ပြတ်တော့ရုပ်အစားထိုးတော့နံကတောင်ပုံမြန်သေးတယ်လို့အဘိဓမ္မာမှာဆိုထားတာပဲရုပ်ကဂရေ9000နံကဂရေ3သိန်းဒီလိုမဆိုဘူးလားဆိုတော့သူတဲ့နံစီလက်ဖြစ်လိုက်ဂျင်းတ်သလားအဲ့တော့ဒီနံတရားကလည်းဒလဇတ်ခမရတို့ခန္ဓာမှာတည်တတ်နေလားလားပြက်လိုက်အစားထိုးလိုက်ဖြစ်နေတာလားအဲ့ဒီမှာယခုဘဝယက်တည်နေတော့မှလဲမွေးကလေးကရင်ဒီစိတ်ကထာဝရတည်တတ်လာတာလားတစိတ်ပြီးတစိတ်အစားထိုးလာတာလားဒါလေးသိထားနော်အဲ့တော့စိတ်အစားထိုးတဲ့နေရာမှာရူပယရဏံသက္ခုဝိညာဏဓာတုယတံသမယုတ်တကသဓမ္မနံအနန္တရပစ္စယေနပစ္စယောအနန္တရပစ္စည်းကဒီယုတ်စိတ်ကလေးတွေအစားထိုးတဲ့နေရာအခြားမရှိဘာမရှိအခြားမရှိပဲနဲ့ဒီစိတ်ကလေးတွေဘာဖြစ်နေလဲအစားထိုးနေတယ်အစားထိုးနေတော့တစ်ခုနဲ့တစ်ခုကြားမှာအလွန်လျင်မြန်စွာအစားထိုးနေတဲ့အတွက်စိတ်ပြက်သွားမှခမရတို့မသိခဲ့တယ်ဒါပေမဲ့အခုအသိပညာအရကြည့်ရင်စိတ်ဒီဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်သိကြပြီနော်ကောင်းပြီအဲ့ဒီမှာဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဆိုတဲ့နေရာမှာကိုနေ့စဉ်နဲ့မြတ်သူတော်ကောင်းလှုပ်နေတဲ့ကာယကံဝစီကံမနောကံနေမလုပ်ဘူးလားလို့တော့ဒီဘက်ကဝိညာဉ်နာယုတ်သရဏဖသဝေဒနာဆိုတဲ့ခန္ဓာရလာရင်ခန္ဓာကတဏှာဥပါဒံကြောင့်ကံနေမလုပ်ကြဘူးလားလုပ်တယ်ဒါကအတူပဲပြောရတော့မယ်အရှိပြောချင်မရဘူးအဲ့တော့အဲ့ကံနေလို့တော့ကာမဘဝပစ္စယဇာတိဒီဘဝကနေကံနေလို့ပြီးစုတေပနေသေးရင်နောက်တစ်ဖန်ဇာတိရတယ်ဆိုတော့ဒီဘဝမှာနေတော့ကလည်းဒီယုံနာနေရဖြစ်လိုက်ပြလိုက်အစားထိုးလိုက်နောက်တစ်ကြတော့ဒီမှာသေပြီဆိုတော့ဒီဘက်ဒီဘဝအတွက်ယုံနာအစားထိုးခြင်းမရှိတော့အစားမထိုးတော့ဘူးဒီဘဝအတွက်အစားမထိုးတော့ပေမဲ့သူကဒီဘက်မှာကာမဘဝပစ္စယဘာသွားဇာတိဆိုတော့နောက်ခန္ဓာဇာတိအတွက်အစားထိုးသွားတယ်ယုတ်သေးနံသေးပြန်ပြောယုတ်သေးနံသေးဆိုတာနောက်ထပ်ဘဝသစ်တစ်ခုအတွက်ကံကလည်းအသစ်သွားပြီစိတ်ကလည်းဥရုကလည်းအာဟာရကလည်းဒီအဟောင်းစင်တန်းကြီးကိုစွန့်ခဲ့ပြီဘာဖြစ်လို့လဲဆိုတော့အဟောင်းစင်တန်းကဒီမှာဘာနဲ့နေသတုံးလို့မေးရင်ဥပါဒံအုပ်ချုပ်မှုအောက်မှာနေဘယ်အောက်မှာနေလဲဒါကြောင့်မြတ်စွာဘုရားကဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဟောတုတံခိတ်တေနပင်စုပါဒံနဲ့ခန္ဓာပိဒုက္ခမပြောဘူးလားအကျဉ်းချုပ်ပြောရရင်တဲ့မင်းတို့ဒီဆွဲလန်းနေတဲ့ဥပါဒံနဲ့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာပဲလို့မပြောဘူးလားပြောတော့ယခုဘဝမှာခမည်းတော်ကိုဒီယုတ်ပြက်ပြီးဒီယုတ်အစားထိုးအောင်နောက်ကနေထိမ့်ချုပ်ဖေးတတ်တာဘယ်သူလဲလို့ဆိုဥပါဒံဒီခန္ဓာပေါ်မှာဆွဲလန်းမှုဒီယတ်ဒေသမှာဆွဲလန်းမှုဒီသားဒီသမီးပေါ်ဆွဲလန်းမှုအဲ့ဒီဆွဲလန်းမှုနဲ့ဒီကံတွေအထောက်ပံ့မပြုကြဘူးလားပြုကြတော့အဲ့ဒီဥပါဒံထိမ့်ချုပ်ထားလို့ဒီဘဝကလေးတစ်ခုမှာခင်ဗျားတို့ตายရပြီးတော့နေကြတာကောင်းပြီအဲ့တော့ဒီဘဝစုတိမနေသေးတယ်ဆိုတာဒီဘဝအတွက်နောက်ဆုံးစိတ်မစိတ်လဲနောက်ဆုံးစိတ်ကနေသုတိစိတ်ကြပြီးရင်နောက်ထပ်ပဋိသန္ဓေနောက်တစ်ပေါက်ဘာလဲအဲ့ဒီပဋိသန္ဓေကကြတော့
အလိုလိုဖြစ်တာလားကံစီမံတဲ့အတိုင်းသွားတာအဲ့တော့ဒီကံကသေကံနိကြရဲ့ကံနမိတ်ကမ္မနမိတ်ဂရိနမိတ်တွေလာမယ်လို့မကြဘူးလားကြားဘူးတော့ကံနမိတ်ဆိုတာကိုပြုထားခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံမရှိဘူးလားသင်္ကန်းလေးလှူဘူးတယ်သင်္ကန်းလှူနေတဲ့နမိတ်ကလေးလာတယ်ဟာနွားတတ်ဘူးတယ်နွားတတ်တဲ့နမိတ်လာတယ်ခိုးဘူးတယ်ခိုးတဲ့နမိတ်လာတယ်လိန်ဘူးတယ်လိန်တဲ့နမိတ်လာတယ်မာလိကာတို့ကြတော့လိန်တဲ့နမိတ်လာလို့ဒေအိုးရောက်သွားရှင်းလားအဲ့တော့အဲ့ကံနမိတ်ကမ္မနမိတ်တွေမလာဘူးလားငါတော့အဲ့ဒီနမိတ်ကအကျိုးပြုလိုက်တဲ့ဇာတိကနေသုတိကနေနောက်တစ်ဖန်ဇာတိကိုသွားခဲ့အဲ့တော့ဒီဘက်ကယုံနံပြက်ပြီးဟိုဘက်ကယုံနံအစားထိုးသွားတယ်ဒီနေရာမှာဒီဘဝသုတိစိတ်ကြပြီဆိုရင်ဒီဘဝပြုခဲ့တဲ့ကံတွေကစီမံတဲ့နေရာကိုမလုပ်တော့သွားမယ်သွားတော့ဒီယုတ်ကိုမှီပြီးတော့တည်တဲ့ပုဂ္ဂိုလ်ဟာဒီယုံနာမှာပဲပြန်ဖြစ်နေမယ်လို့ယတိပြတ်ပြောလို့မရတော့သုတိပိပရိသေတွေသွားရင် तू ကနောက်ထပ်ဘဝတစ်တစ်ခုကိုသွားခဲ့သွားရတော့ဒီအိမ်နားမှာပဲနေပါဦးမလားဒီမသာနားမှာပဲများသောအားဖြင့်ဒီယုတ်ကြီးဒီခန္ဓာကိုယ်ကြီးကသူ့ကိုပြင်းထန်စွာနှိပ်စက်ပြီးမှသိရတော့များသောအားဖြင့်သေကံဤပုဂ္ဂိုလ်တွေကသိခြင်းမီပဲပြောတာအခုကောင်းနေလို့လားခင်ဗျားတို့မသိခြင်းလားနော်ဦးစင်းယဟန်မကြီးရှိတယ်အခု103နှစ်ရှိပြီဘယ်ချိန်သွားအသက်60ကျော်ကြတဲ့ဦးစင်းရဲ့သိခြင်းမီခုထိကိုမသိနိုင်ဘူးနော်တပည့်တော်သိခြင်းမီမနေခြင်းတော့ဘူးတွေ့တိုင်းလည်းပြောတယ်ရှင်ဖျားတော်တဲ့အသက်မရှိခြင်းနဲ့ဘယ်သူကတရားပြန်ဟောဟာတဲ့အသက်ရှည်ဒီမှာအိုနာကြီးခံစားနေရတာရှင်ဖျားပင်ပန်းလွန်းလို့ဟုတ်ပလားရဲ့ဒါဆိုရင်ဒီခန္ဓာဘဝသူဆွဲလန်းအောင်မလားမဆွဲလန်းဒီနာမနေဘူးရှင်းသလားဒါကြောင့်မို့ဒီခန္ဓာစွန့်ပြီးတော့ဒီခန္ဓာနားမှာပိဋ္ဌာဖြစ်ဖို့ဆိုတာ100မှာ1ယောက်1000မှာ1ယောက်1000မှာ1ယောက်3သိန်းမှာ1ယောက်ဖြစ်ဖို့အမတန်ခဲရင်ဒါလေးမှတ်ထားအဲ့တော့အဲ့ဒီယုတ်မသားကြီးချလာတော့ तू ပါလာလိမ့်မယ်လို့ပြောလို့မရဘူးအဲ့ဒါခင်ဗျားတို့အသင်းချိုင်းကိုရောက်ရင်တိတ်ခတ်တလေးနဲ့ပြန်ပြီးခေါ်သွားသေးတယ်ခေါ်တော့လိုက်မှာပေါ့ဒီမှာတော့သင်္ချိုင်းကုန်းဆိုတာကတကယ်တော့အတုပအညစ်အကြေးတွေစွန့်ပစ်တဲ့နေရာလူသူမနေတဲ့နေရာအခုခင်ဗျားတို့အများကြီးသူတို့နေရင်သူတို့လာနေလို့မရဘူးလူသူမနေတဲ့နေရာဆိုတော့နေရာမရှိတဲ့တရားတွေမိခိုးစရာမရှိတဲ့ပုံကိုယ်တွေလာမိခိုးတာဒီထဲချထားတဲ့မသားကဒီထဲနေတာမဟုတ်ဘူးရှင်းမလားမှတ်ကောမှတ်မိမလားအဲ့တော့ကို့အဖေမသားသွားပေါ့တော့အဖေဒီထဲရှိမယ်လို့ပြောလို့ရတယ်မရတော့တစ်ခက်ရိုက်ခေါ်တော့ကြုံတဲ့ကောင်လိုက်လာမှာပေါ့မင်းတို့ကမှခေါ်သေးတယ်သူကလိုက်မှာပေါ့ပြိတ္တာတို့အတူတကယ်တို့ဆိုတာလူနဲ့ကံချင်းမတူအခုလူတွေအများကြီးနေရင်သူတို့ကနေရာဖယ်ပေးရတယ်နောက်ဆုတ်ပေးရတယ်ခုခင်ဗျားတို့တရားပွဲကျင်းပဖို့စီစဉ်ကြတာကိုသူတို့ခွင့်ပြုတာတော်တော်ကျေးဇူးတင်အောင်နောက်ဆိုခင်ဗျားတို့လာရင်သူတို့ကဖယ်ကိုပေးရနတ်ပြည်မှာမြတ်စွာဘုရားတရားဟောဖို့တက်သွားတော့ရှေ့ဆုံးကရောက်လာတဲ့အင်ကုရနဲ့အိန္ဒကနတ်သားနှစ်ပါးနော်အဲ့ဒီမှာနတ်သားတစ်ပါးကကုသိုလ်ကံနေတော့ဘုံကံရှိတဲ့နတ်တွေဆိုဘုံကံရှိတဲ့နတ်ဆိုအခုမေတ္တရမြတ်စွာဘုရားအလောင်းတော်လို့နတ်သားမျိုးဆိုရင်လက်ရရန်တသိန်းလက်ဝဲရန်တသိန်းရှိတယ်နော်မိဖုရား2သိန်းနဲ့နေနေတာဟိုမှာဟမ်မေတ္တရအလောင်းကအခုခင်ဗျားတို့ဒီမှာလေးမယား2ယောက်လောက်ရှိတာမနာလို့ဖြစ်မနေနဲ့ဟိုရောက်ရင်တသိန်းနဲ့သွားပြီးတော့အလှည့်ကျသွားဒါခါလည်းပြောထားမှဖြစ်မှာဘုရားဒါပြဿနာတက်နေတယ်2ယောက်တွေ3ယောက်တွေရှုပ်ရသလောက်ယူမှာပေါ့သူမလည်းယူသလောက်တည်းရနေတာဟုတ်နော်အဲ့တော့ဟိုမှာအဲ့ဒါမေတ္တရနတ်သားဒါပြဿနာတက်မယ်ဗမာပြည်လာရင်နော်အဲ့တော့ဟိုကတသိန်းနဲ့အချမ်းရံနဲ့လာတော့သူတို့လာပြီဆိုဘုံကံရှိတဲ့နတ်သားလာရင်ဘုံကံမဲ့တဲ့လူကဘာလုပ်ပြရနောက်ဆုတ်ပြရတာဒါမို့တို့ယဟန်တန်ဃာတွေဒီမှာအပြင်ထွက်ရင်သင်္ကန်းယုံပြီးတော့မှထွက်ပါလက်ကိုလွှဲပြီးမလျှောက်ရဆိုတာယဟန်ရဲ့သီလ229သွယ်သောသိက္ခာပုဒ်နဲ့လာလိုက်တာနဲ့သူတို့ကထွက်ပြေးရတယ်လက်နဲ့ထိလိုက်ပြီဆိုလွင့်သွားတာတချို့သီလကြီးရင်စัจ java လာတိုင်းထိလွင့်တယ်လို့တောင်ပြောတယ်ရှင်းလားဒါမို့ယဟန်နာအရှင်
ရှင်မဟာကတ္တဗကြီးတောထဲမှာတပါးရဲနေတော့နတ်သမီးကလာပြီးဝေယဝဆပြုတော့မလာနဲ့နော်ရှင်မဟာကတ္တဗမောင်းထုတ်မဟုတ်သူကုသိုလ်လိုချင်လို့နော်ရှင်မဟာကတ္တဗကိုကုသိုလ်လေးဆွန်းလေးတစ်စုံလောင်းခဲ့တဲ့ကုသိုလ်ကြောင့်နတ်သမီးဖြစ်တာအဲ့တော့နတ်သမီးစည်းစိမ်ဟာကုသိုလ်ကြောင့်ရတာလို့သိရတဲ့ဒီကုသိုလ်အရှိန်မပြတ်အောင်သူလုပ်ချင်တယ်အရှင်ပြပြုစုခွင့်ပေးပါမလာနဲ့နောက်ကျဥဒုမင်္ဂလလိုပုဂ္ဂိုလ်တွေကကဲ့ရဲ့လိမ့်မယ်ဒါနားလည်အောင်ပြောတာဓမ္မဂရိကတာဝန်ဓမ္မဂရိကဆိုတာလူတွေရဲ့ချွတ်ယင်းချက်မှားယင်းချက်အပြစ်ကိုရှာပြီးပြောရတာအဲ့ဒါအပြစ်ရှာပြောလို့မကျေနပ်ဘူးဆိုတော့ဘာတရားသွားဟောရမလို့ဒါဓမ္မခန္ဓာထဲမှာရှိပြီးသားကိုတော့ဆင်ញင်ဟောတယ်ဟာဆင်ញင်ဟောဆိုဘာမှမဟုတ်တာမှန်နေကြီးထိုင်ပြောနေတော့ဒီမှာတရားလူတွေဘာမှနားထောင်စရာပြင်စရာမရှိဘူးတရားဆိုတာမှားတာထောက်ပြပြီးအမှန်ပြင်နိုင်အောင်ဟောရမှာဘယ်သူကျေနပ်နပ်မကျေနပ်နပ်ဘယ်သူမကြိုက်ဘယ်သူပိတ်မပိတ်ဟောကိုဟောရမှာရှင်းလားဘာမှဗုဒ္ဓရဲ့အဆုံးအမနဲ့လမ်းစဉ်ကိုဂဂနနာမသိဘဲနဲ့အာနာရှင်ဆန်းဆောင်ရွက်ချင်နေတာကိုကအသိဉာဏ်နှဲပါမှုလို့ပြောရရှင်းလားအဲ့တော့အခုကြည့်လေရှင်မဟာကတ္တဗကြီးကနောင်ဓမ္မဂတိကတွေကဲ့ရဲ့မှာဆိုလို့မလာပါနဲ့တဲ့ဒါဓမ္မဂတိကအလုပ်လို့ပြောတာပဲရှင်းလားရှင်မဟာကတ္တဗဘုံကံကြီးတော့နတ်သမီးပြုစုခံနေတယ်ဆိုတော့ရှင်မဟာကတ္တဗလို့ဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေမလာနိုင်ဘူးလားအာမပြုစုသားဆိုသူ့မင်္ဂလာတို့လည်းပေါ်တာမှာသဘောပါလားအကောင်အပြိုင်ဆိုင်ဖြစ်ကုန်ပါပြောပြယဟန်နေနောက်ကြတော့ခုနနတ်သမီးတသိန်းလို့ဖြစ်ကုန်မယ်ကျင်တတ်သလားအဲ့ဒါနဲ့ရှင်မကတ္တဗကြီးကပြောမရဆိုမရငိုးယိုနေတော့ကဲအဆိုပြီးတော့လက်ဖြောက်တီးတာယဟန္တာလက်ဖြောက်တီးရင်ဘယ်နှမှမနေနိုင်ဘူးထွက်ပြေးရရှင်းလားသဘောပေါက်သလားအကြောင်းကျိုးဘာမှဂဂနနာနာမလဲပဲဘာမှမစင်ကျင်နိုင်မဲနဲ့ထင်ရရမ်းလို့နေကြရင်အမှားတန်တရားတွေကထွက်နိုင်မှာကိုမဟုတ်တော့အခုကြည့်သုတိပရိသေပရိဆိုရင်ကံစီမံရံသွားခဲ့ဘယ်သွားတာအဲ့တော့ဒီလူသေးတဲ့မသာနာမှာပဲဒီနန်နေမယ်လို့ဘယ်သူပြောလို့ရအဲ့ဒါကို9ရက်နေမှဒီဘဝထွက်သွားသလိုလိုအသုဘချသွားမှပဲခြေရာကြီးထင်ကြံခဲ့တာလိုလိုနော်အယူမအစွဲမဝါဒမားတွေရှင်းသလားဟိုးသူတို့နိုင်ငံတကာကတခြားဘာသာကသင်္ချိုင်းကုန်းတွေသွားကြည့်အိုတိုက်ရလှပလို့သင်္ချိုင်းကုန်းကပန်းကြံပျော်ဝဲစားသွားမှပဲလဲတဲ့သင်္ချိုင်းကုန်းဟွန်းဟောအယူဆချင်းกว่าဟောပါလဲဆိုတော့အမိုက်နဲ့အညစ်အကြေးအနံ့သက်သည်ငါတို့ကိုဒုက္ခပြန်ပေးမယ်တက်ရှိလူသားတွေကိုဒုက္ခပေးမယ်အခုဒီမှာဆိုပတ်ဝန်းကျင်မှာအိမ်နေမရှိဘူးလားကြီးအဲ့ဒီအိမ်ကြီးကဒီထက်ကမကောင်းတဲ့အနံ့သက်တွေရနိုင်မယ်ဆိုရင်သူတို့ကျမ်းမာရေးထိခိုက်မယ်အဲ့တော့ပတ်ဝန်းကျင်အတွက်ဒီမှာတန်တန်ရှင်းရှင်းဖြစ်ရမယ်တန်တန်ရရဖြစ်ရမယ်ကြောက်ရွံ့စရာမဟုတ်ဘူးထိတ်လန့်စရာမဟုတ်ဘူးဒါပေမဲ့တန်ဝေကတော့ရှင်းမလားအဲ့တော့ဒီလူနာမှာပဲဒီပုဂ္ဂိုလ်ရှိနေတယ်လို့ပြောလို့မရဘူးသူကံစီမံတဲ့အတိုင်းသွားပြီဘယ်လိုလူကြံမလဲဆိုတော့အစွဲလန်းကြီးတဲ့ပုဂ္ဂိုလ်အဲ့ဒီကြီးတဲ့ပုဂ္ဂိုလ်ကလည်းဒီနာနေဖို့ရအိမ်ဆောင်နှခွင့်ပြုအောင်မှာအိမ်ကမိသားစုခွင့်ပြုအောင်မှာတခါသူကသင်္ချိုင်းကုန်းလို့လိုက်လာသင်္ချိုင်းကုန်းဆောင်နှခွင့်ပြုအောင်မှာမင်းတို့ငါအတွက်ငါတို့အတွက်ဘာမှကောင်းကျိုးမပြုဘူးအရင်တော့လှဲ့တောင်ကြည့်တဲ့ကောင်မဟုတ်ဘူးမလာခဲ့နဲ့ဆိုလည်းသွားမှာခုတော့ခင်ဗျားတို့ကရပါတယ်ဒီမှာသူတို့အတွက်ကုသိုလ်လာလုပ်တာဆိုတော့ခင်ဗျားတို့အတွက်ကတော့နေရာခက်ခဲမယ်မထင်ပါဘူးသဘောပါသလားအခုခင်ဗျားတို့ကကိုယ့်အတွက်လုပ်တာလားသူတို့အတွက်လုပ်တာလားသူတို့အတွက်ဥဒ္ဒနုရတာသူတို့အတွက်ဒီမှန်းပြီးတော့နော်မကျွတ်မလွတ်ကြသေးရင်ကျွတ်ကြလွတ်ကြပါစေနော်ဒီမှာမတော်ဘူးတဲ့ဆွေမျိုးညာတကာဆိုတာမရှိဘူးရှင်းသလားအဲ့တော့သုတိနဲ့ပရိသေအခြားမရှိဘူးဆိုပေမဲ့ဒီနာတင်ဖြစ်နေတာလားကံစီမံတဲ့တိုင်းသွားတာတခြားကဘာရောက်သွားသလားလည်းမသိနတ်ပြည်ရောက်သွားသလားလည်းမသိငရဲပြည်ရောက်သွားသလားလည်းမသိဟုတ်လားမသိပေမဲ့ဒီလူတွေအတွက်ကုသိုလ်ပြုသင့်မပြုသင့်ကဲဒီလူတွေမရတော့ဘယ်သူရကိုယ်အတွက်ခဏထားအောင်တိုက်ဆိုင်တဲ့သူရသွားမှာငယ်တော့ကိုကြီးရခြင်းနေကြကိုရတာတော့သိပြီးသားပေါ့ဟဲ့ဟမ်သဘောပါလားခုလည်းခင်ဗျားတို့ဆိုင်ရာအမျိုးတွေရှိတဲ့လူတွေလည်းဒီထဲမှာမပါဘူးလားအဲ့ဒီအမျိုးတွေမရဘယ်သူရတိုက်ဆိုင်တဲ့လူရတိုက်တဲ့ပုဂ္ဂိုလ်
ရသွားမှာဘယ်ကူကားကောင်ရသွားမယ်တော့မသိဘူးအခုတရားလာနာဆိုတော့ဖိတ်တဲ့လူကခုနဖိတ်ပေမဲ့ဟိုဟင်းဆိုပြီးတော့ကျွတ်မှဆိုလို့ထွက်သွားတဲ့လူကလည်းထွက်သွားတယ်ဒီနေ့ငါဘုန်းကြီးမဟုတ်ဘူးတဲ့မနေ့ပြန်ရွှေညပါကြမှာလာတော့မယ်တော့ပါလားဘာလို့ဆိုတော့ဒီကိုတော်နဲ့ငါနဲ့သိမ့်မတည့်ဘူးတဲ့ဟိုကိုတော်နဲ့မှအဆင်ပြေတာတဲ့ဆိုတော့ तू ကထွက်ရင်ထွက်သွားမှာနော်သူမင်္ဂလာပြည့်တတ်ကြတယ်ဟာဒါဒီနေ့ကတော့ဘုန်းကြီးဆိုပါငို့တို့တွေထိုင်ပြီးတော့တခါလဲရှင်းသလားအဲ့တော့အကြောင်းတရားနဲ့အကျိုးတရားမရှိဘူးလားအလုံးသားလက်ထားအဲ့နဲ့ဦးဇင်းဟာဝိုင်ကျွန်းပေါ်ရောက်တော့ဒဝါကြီးတယောက်ကသူ့ကလေးနဲ့ပတ်သက်ပြီးတော့မိကွန်းတစ်ခုမေးသားလေးတဲ့သားကဖုံဖုံနဲ့တွေ့ရင်မိကွန်းမေးစရာရှိတယ်ဆိုတဲ့ဟုတ်တယ်တဲ့မေးပေါ့မေးတော့ကလေးကမေးတယ်ကလေးက9နှစ်6နှစ်သားလောက်ပဲရှိသေးတယ်ဖုံဖုံနဲ့တရေရှိသလားတရေရှိသလားဆိုတော့ဒကမာကြီးတွေကလည်းရှိတော့တူတူပြောရတယ်ဒကမာကြီးတို့ကျုပ်အဖြေကို2မျိုးပေးရလိမ့်မယ်ဘာဖြစ်လို့ဖုံဖုံဒီကလေးကတရေနဲ့ပတ်သက်ပြီးကြောက်နေပုံရတယ်ဟုတ်တယ်တဲ့တပည့်တော့ကလေးကိုအထင်းနဲ့ပြစ်ထားလိုက်တာနော်ကလေးတိုင်းငှားပြီးပြစ်ထားလိုက်တာကလေးတိုင်းကဒီကလေးကိုတရေနဲ့6ပြီးထိန်းနေဗါတဲ့အဲ့တော့သူ့မှာစိတ်တစဖြစ်နေတာသူတယောက်တည်းအိမ်သာမသွားရဲဘူးတဲ့နော်အိမ်မှာညရောက်သွားပြီဆိုရင်မိဘနာမခွာဘူးဘယ်မှမသွားရဲဘူးတဲ့ဒါကြုံမှုတယ်ဦးဇင်းတို့ငယ်ငယ်တုန်းကဦးဇင်းရဲ့ညီတော်မောင်လည်းဒီတိုင်းပဲဆိုတော့ဒကမာကြီးလို့ဒီကလေးအတွက်ကတော့ကျုပ်ကမရှိဘူးပြောရမယ်ဟုတ်ပြီနော်ဒီကလေးရဲ့စိတ်ဓာတ်ရဲရင်လာမှုနဲ့လောကလယ်မှာယက်တည်ဖို့အတွက်အောင်မြင်နိုင်ဖို့အတွက်ကျုပ်ကမရှိဘူးလို့ပြောရခင်ဗျားတို့ကတော့ရှိတာသိထားလို့သဘောပါလားဘာလို့ဆိုတော့ပိဋ္ဌာဘုံဆိုတာရှိလားမရှိဘူးလားရှိတယ်အဲ့ဒီဘုံကခင်ဗျားတို့အတွက်ဒီမှာကုသိုလ်ရှိတယ်အကုသိုလ်ရှိတယ်နော်အကုသိုလ်များတဲ့လူကအကုသိုလ်ရှိတဲ့ဘုံကိုမြင်မှာပေါ့အကုသိုလ်မရှိရင်ဒီဘုံတွေမြင်စရာအကြောင်းကဲဒါဖြင့်ခုခင်ဗျားတို့ကုသိုလ်လုပ်နေတာလားအကုသိုလ်လုပ်နေတာလားကုသိုလ်လုပ်နေဘယ်ဘုံမှသာဒီအကုသိုလ်ဘုံသားမမြင်ဘူးရှင်းသလားမြင်ခဲ့ရင်လည်းကိုပြုတ်ထားတဲ့ကုသိုလ်အမြဝေလိုက်မရဘူးလားဂျင်းတ်သလားသဘောပေါက်သလားအဲ့တော့ကလေးတွေကိုကြရဲရှိတယ်မပြောပါနဲ့မကြောက်ပါနဲ့မလန့်ပါစေနဲ့မထိတ်လန့်ပါစေနဲ့အခုမြန်မာလူမျိုးမြန်မာနိုင်ငံသားတွေဘာလို့မတိုးတက်တယ်လဲဆိုငယ်စဉ်ကတည်းကရင်ကလေးထိန်းတာကြောက်အောင်ထိန်းတာဦးဇင်းတို့ငယ်ငယ်တော့မှတ်မိတယ်မြို့မှာစိတ်မနှံ့လို့လမ်းပေါ်သွားနေတဲ့ဇာတိပူပူဆိုတာရှိတယ်အဲ့ဒါအမေက तू ပြောလို့မရတိုင်းဇာတိပူပူလာပြီနေကြိုက်စားလိမ့်မလို့ပြေးပြီးပုံရတာအဲ့လူချင်းကိုကြောက်နေရတဲ့ဘဝရှင်းသလားအဲ့တော့ကလေးထိန်မလွဲဘူးဘောလိုအပ်မလို့อ่ะအခုခင်ဗျားတို့ကိုယ်တိုင်ဒီထဲလာကြတာဘာကြောက်ဆရာရှိတယ်မှမရှိဘူးအဲ့တော့အားလုံးမှတ်ထားပါနော်ဘုံဌာနတွေဆိုတာအသီးသီးရှိမရှိရှိပေမဲ့ကိုယ်နဲ့အကြောင်းညီညွတ်တာရှိတယ်အကြောင်းမညီညွတ်တာရှိတယ်ရှင်းပြီလားကဲကောင်းပြီအဲ့တော့သုတိနဲ့ပရိသေတွေမှာဒီခန္ဓာမှာပဲကန့်ညိနေမယ်လို့တရေသေးယူလို့ဒါလေးအားလုံးနားလည်ပြီလားအဲ့တော့ဒါဖြင့်မကန့်ညိတော့တဲ့ပုဂ္ဂိုလ်ကိုဘာလို့ရည်မှန်းပြီးအမျှဝေရတယ်လဲအမျှဝေတော့အကျိုးရှိသလားရှိမရှိမရှိတယ် तू မရတော့ကိုယ့်ဘက်ကိုပြန်လှည့်မနေနဲ့ဦးနော် तू မရတော့တိုက်ဆိုင်တဲ့လူရမယ်အခုလဲတို့ဒီမှာတန်တရားဆွေတော်မျိုးတော်တွေတန်တရားမှာမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိကြတော့ဒီမှာတို့နဲ့သက်ဆိုင်တဲ့တို့ဝေမဲ့အမျှကုသိုလ်ကိုစောင့်ဆိုင်နေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့တော့တို့အသီးသီးရသွားလို့ကျွတ်တန်းဝင်သားတော့အကျိုးရှိမရှိခြေတတ်တယ်နော်ကဲကောင်းပြီဒါကသုတိနဲ့ပရိသေတွေဆိုတော့သုတိဒီဘဝသုတိတော့ဒီယုတ်ဒီနံချုပ်ငိမ့်သွားပြီးတော့နောက်ယုတ်နောက်နံအစာမထိုးဘူးလားဒါပေမဲ့ဒီဘဝလည်းယုတ်တရားနဲ့နောက်ဘဝလည်းယုတ်တရားနဲ့ယုတ်နံခြင်းတော့ယုတ်သဘောချင်းနံသဘောချင်းသို့တော့ဒီယုတ်ဖဲလာမေးတော့ကျင်တတ်သလားဖြစ်လိုက်ပြန်လိုက်အစာထိုးလိုက်အဲ့တော့သုတိပရိသေတွေမှာလူတယောက်သေတိုင်းဒီအိမ်မှာပဲရှိနေမယ်လို့ပြောလို့ဒီသင်္ကြန်ကုန်းလိုက်လာမယ်လို့ပြောလို့ခင်ဗျားတို့ခေါ်တိုင်းလဲရအောင်ခင်ဗျားတို့ကသူ့ပိုင်ရှင်မဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ထမ်းချလိုက်ရတာဒီအဲ့ဒီပုဂ္ဂိုလ်ကိုထမ်းချလိုက်တာလားကြံရှိခဲ့တဲ့ရုပ်အလောင်းလား
အဲ့ဒီယုတ်ကြီးဘာလို့ပုတ်သွားတော့နာမရှိတော့လို့ယုတ်အစားမထိုးတော့လို့နာမရှိတော့လို့လည်းမပြောနဲ့တော့မဟုတ်ရင်ခင်ဗျားတို့ကနာလေးတွေထွက်သွားတယ်ထင်တယ်ဥမာဘာဖြစ်လို့တော့ယုတ်လည်းအစားမထိုးတော့ဘူးနာလည်းအစားမထိုးတော့ဘာဖြစ်လို့အာတုပဖြစ်သွားသလဲလို့မေးရင်ယုတ်နာအစားမထိုးတော့လို့ပြန်ပြောဘာဖြစ်လို့အာတုပဖြစ်သွားတာလဲအဲ့တော့အစားထိုးတဲ့ယုတ်နာအသစ်နဲ့သူ့ဘဝသူ့လမ်းကြောင်းသူ့တန်တရားသူ့ခရီးသူဆက်သွားပြီအဲ့တော့ဒီမှာကြံနေသေးတယ်ရှိနေသေးတယ်ပြောလို့မရဘူးရှင်းမလားအဲ့တော့အမြဝေတိုင်းကဒီပုဂ္ဂိုလ်ရမလားရရောမရနိုင်ဘူးလားအားလုံးသဘောပေါက်တယ်နော်ကောင်းပြီအဲ့တော့မှဒီနေ့အမတ်တရက်ကွက်လူမှုကူညီရေးမြို့မှလူမှုကူညီရေးအသင်းကြီးရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒီနေ့နော်သူတို့ပြုတဲ့အလုပ်တွေဘယ်လောက်မော်မြတ်တယ်ဘယ်လောက်ကောင်းမွန်တယ်ဆိုတာကိုသိအောင်မြတ်စွာဘုရားဟောထားခဲ့တဲ့ပေတဝတ္ထုပါဠိတော်ကြီးထဲမှာလာတဲ့ပိဋ္ဌဒီတလိတပေတဝတ္ထုကိုဦးဇင်းတို့ဒီနေ့ဟောမယ်နော်ပိဋ္ဌဒီတလိထဆိုတဲ့ဝတ္ထုမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝဋ္ဌိပြည်ဇေတဝန်ကျောင်းမှာသတင်းသုံးဘယ်မှာသတင်းသုံးအဲ့ဒီမှာသူ့ကျောင်းတကာကြီးအနာတပိန်ဘယ်သူလဲအနာတပိန်ကျောင်းတကာကြီးကပိတ်တာနဲ့အနာတပိန်ပင့်တာနဲ့အနာတပိန်ရဲ့အိမ်မှာဆွမ်းစားကြွားဆွမ်းစားကြွားပြီးတော့ဆွမ်းပုံပေးနေတော့အဲ့ဒီနေ့မှာတိုက်တိုက်ဆိုင်ဆိုင်အနာတပိန်တထေးရဲ့သားရဲ့သမီးငယ်လေးမြေးမလေးပေါ့နော်အဲ့ဒီမြေးမလေးကခုနကအိမ်တော်တိန်တွေကဆွန့်ကပ်ဖို့အလို့ရှုပ်ပါညာနဲ့ဆိုကလေးထိမ့်ဖို့ကအချိန်ခါမရတာနဲ့ဒီမြေးမလေးအတွက်ကစားဖို့ဆိုပြီးတော့နော်ဆံမုံနဲ့လှုပ်ထားတဲ့အယုတ်ကလေးဘာယုတ်ကလေးပုံညက်ယုတ်ကလေးပေါ့ပုံညက်မုံနဲ့လှုပ်ထားတဲ့အယုတ်ကလေးအဲ့ဒီအယုတ်ကလေးကိုကဲသားဒီမှာမိန်းကလေးယုတ်ကလေးဘုမယုတ်ကလေးတခါတည်းလှုပ်တတ်တဲ့ကလေးမကအိမ်တော်ဒိန်းကလှုပ်ပြီးတော့မှကဲရော့သမိတာကစားတာနှစ်သမီးပဲနှစ်သမီးနဲ့နေနော်ကလေးကိုအမေလှုပ်ခိုင်းလိုက်တယ်လှုပ်ခိုင်းလိုက်တော့ကလေးကဒီအယုတ်ကလေးကသူ့သမီးဆိုပြီးတော့ထမင်းကျွေးလိုက်နော်ရေချိုးပေးလိုက်ဆော့ကစားနေတာပေါ့မုံညက်ယုတ်ဆိုတော့အချမ်းပလန်းဆော့လို့မရတော့ဆော်ရင်းပြူရင်းနဲ့အယုတ်ကလေးကကြပြီးတော့ကြည်သွားတယ်ဟုတ်ပြီနော်အယုတ်ကလေးကြပြီးဘာဖြစ်သွားကြည်သွားတော့ဒီပုဂ္ဂလေးကဒါနဲ့သမီးပဲလို့ပြောထားတဲ့အစွဲလေးကရှိနေတယ်ဒါမိန်းကလေးဆိုတော့မိန်းကလေးတဘာဝဗီဇဆိုတာငယ်ငယ်လေးကတည်းကပါလာပြီးသားအဲ့တော့မိခင်စိတ်ရှိတော့သူ့သမီးလေးသေပြီဆိုပြီးငိုတယ်ဘာလဲသမီးလေးတကယ်တော့ဘာဖြစ်သွားတာအယုတ်ကလေးကြေသွားတာကြပြီးကြေသွားတာဒါပေမဲ့ဒီအယုတ်ကို तू ကဘာနဲ့ဆော့ဘာအမှတ်နဲ့ဆော့နေသူ့ရဲ့သမီးအမှတ်နဲ့ဆော့တယ်ထမင်းကျွေးတယ်ရေချိုးပေးတယ်အဝတ်စားလဲပေးတယ်ဒါ तू အလုံးရှုံနေတဲ့ဒီကလေးနဲ့ဆိုတော့ तू မှသမီးလေးရနေပြီဆိုပြီးတော့သမီးလေးပြုစုနေရကနေဒီသမီးလေးရဲ့အမှတ်တမဲ့လွတ်ကြပြီးတော့ဘာဖြစ်သွားကြေသွားတယ်ဒါပေမဲ့ကလေးစိတ်မှာဘလို့ထင်သွားသူ့သမီးသေပြီအဲ့တော့သမီးသေပြီဆိုပြီးတော့ငိုတာချုံးပွဲချပြီးငိုတယ်မြတ်စွာဘုရားဟိုမှာဆုံးကတ်နေပြီအဲ့တော့ဆုံးကတ်နေတဲ့အချိန်ချုံးပွဲချပြီးငိုတော့အိမ်တော်ဒိန်းတွေကထိတဲ့နေရာအမေရောအဖေရောအဖိုးရောဖွားရောဘယ်သူချော့လို့မှမရတော့သမီးသေးပြီသူသမီးတွေလောက်ကြပါအောင်ကဲကြပါအောင်ပေါ့လေဆိုတော့ငိုနေတော့မှအနာတပိန်တထေးကြီးကမြတ်စွာဘုရားဆုံးကတ်နေတာအတ္တပလာနေဆူနေတာနဲ့သူမြေးမလေးလာဒီမြေးဘာလို့ငိုနေတာတော့ဆိုတော့အိမ်တော်ဒိန်းတွေကအကျိုးအကြောင်းရှင်းပြတယ်တထေးကြီးတဲ့ဒီလိုပါတဲ့သူ့ကိုကျမတို့လည်းအမြဲတမ်းဂယုမဆိုင်နိုင်တန်ခါဝေယဝဆလုံနေရတော့ဆုံးရင်တွေဆုံးပွဲတွေပြင်ရဆင်ရလောက်ရကန်ရနဲ့ဆိုတော့သူ့မထိန်နိုင်တာနဲ့မုံညက်ကလေးနဲ့အယုတ်လုပ်ပြီးပေးလိုက်တယ်ဒါနဲ့သမီးနဲ့နေဆိုတော့အဲ့ဒီသမီးလေးသူ့သမီးလေးအမတ်နဲ့သူဆော့နေတာအခုအမတ်တမဲ့ရုပ်ကလွတ်ကြပြီးကြည်သွားလို့အဲ့ဒါသူ့သမီးသေပြီဆိုပြီးငိုနေတာဩဒီလိုလာငါမြည်လေးလားငါမြည်လေးသမီးပဲရောက်သွားပြီတော့သေသွားပြီဖို့ပေါ့အေးသေသွားတော့သမီးဘာလုပ်ချင်တော့ तू ကလူသေးတွေဘာလုပ်ရတယ်ဆိုတာ तू သိတယ်အဲ့တော့ကလေးလေးကသမီး
သမီးရဲ့သမီးအတွက်ဆွကျွေးခြင်းဘာလို့ချင်လဲသမီးအတွက်ဟောတကယ်တော့သမီးအစ်စ်ဟုတ်ရလားဘာလေးတော့အနာတပိန်တထေးရလေးလေသောတာပန်တည်ပြီးသားတမာဒိဋ္ဌိလမ်းကြောင်းပေါ်ကိုဖြောင်းဖြောင်းမမတ်ကြီးရောက်ပြီးသားပုဂ္ဂိုလ်တယောက်ဖြစ်နေတော့ဩသမီးရဲ့ဆွန့်ကပ်ချင်တာဆွန့်ကပ်ပြီးမှာဗောအဖိုးကဒါသမီးအတွက်ရည်စူးပြီးဆွန့်ကပ်မှာလာဖယားစီသွားအောင်ဆိုမြတ်စွာဘုရားစီသွားပြီးတော့ဘုန်းတော်ကြီးလာတော်မူတော်မြတ်စွာဘုရားတဲ့ဒီနေ့တပည့်တော်ရဲ့ညီမကလေးသူ့ရဲ့ကစားနေတဲ့အယုတ်ကလေးကြသွားလို့အယုတ်ကလေးမဟုတ်ဘူးအဖိုးဘာတော့အေးပါငါမီးရဲ့သူ့သမီးလေးသေသွားလို့တဲ့ဘုရားဟောမြတ်စွာဘုရားမသိဘူးလားအဲ့တော့သမီးလေးသေသွားလို့မနေ့ဖျားသမီးလေးအတွက်တက်ပြောက်ဆွန်းအတွက်အလူခံကြွပါဘုရားအရှင်ဘုရားနဲ့တကွတန်ခါ900တက်ပြောက်ဆွန်းသွတ်มาတဲ့ဘာတက်ပြောက်ဆွန်းအယုတ်တက်ပြောက်ဆွန်းစဉ်းစားကြအောင်ဗါတဲ့အဲ့ဒါအခုဦးဇင်းတို့ဒီနေ့ဒီပခီးစဉ်တွေသွားတော့ဩစတြေးလျတို့အမေရိကတို့အင်္ဂလန်မှာစပြီးသတိထားမိပို့တဲ့လူတွေလည်းလိုက်ပို့တာဟုတ်ရှင်ပြလာတဲ့ဒီနေ့ထူးကြတာပြမယ်ဘိုးရတော့မြေပြင်မှာအဲ့လိုပဲပန်းလေးတွေပါလေးတွေစိုက်ထားတော့သိပြီဒီကောင်နေသင်္ချိုင်းကုန်းမလားလို့ဆိုဟုတ်တယ်တဲ့ဒါပေမဲ့စာဖတ်ကြည့်အောင်ဘာရေးထားလဲဆိုတော့သင်ရဲ့အချစ်ဆုံးကစ်တီလေးရဲ့ထာဝရလဲလျောင်းရာနေရာအိမ်မွေးတိရစ္ဆာန်လေးတွေမြုပ်တဲ့သင်္ချိုင်းကြောင်သင်္ချိုင်းခွေသင်္ချိုင်းငှက်သင်္ချိုင်းနော်သူတို့ကအဲ့ဒါကိုစနစ်တကျပွဲလုပ်ပြီးတော့မြုပ်တယ်သူရဲ့နဲ့သူလာပြီးတော့မုံလာကျွေးသည်ဒါလူမဟုတ်ဘူးနော်ဘာတော့တိရစ္ဆာန်သူတို့မှာတော့ဒီဗုဒ္ဓရဲ့တရားတော်လို့ကုသိုလ်ကောင်းမှုလုပ်ပေးရကောင်းမှအမျှဝေရကောင်းမှမသိဘူးမသိပေမဲ့ဒီပေါ်မှာတန်ဖိုးထားပြီးတော့အလေးဂရုပြုပြီးတော့မလုပ်ဘူးလားအသိမလေးသစ္စာသိချိုင်းကိုလှလိုက်တာဥစဉ်တို့ဆင်းပြီးတော့မလေးလဲဟုတ်မလားလဲရမပေါ့ကွာလို့ဒီမှာငါခွေးတွေလည်းရှိမှာငါအမျိုးတွေဒီမှာရှိမှာနော်အဲ့တော့အင်္ဂလန်မှာအမေရိကန်မှာဩစတြေးလျမှာသူတို့အဆင့်မြင့်တဲ့နိုင်ငံမှာလीနော်တိရစ္ဆာန်သိချိုင်းတောင်လှတယ်အမတ်တရသူတို့တွေလှုပ်ထားပေးတာတို့ဒီမှာကြတော့နော်သိချိုင်းကိုဆိုရင်ယွန်စရာရှက်စရာကြောက်စရာဆိုပြီးတော့အများရှောင်ဖွဲ့မလုပ်ဘူးလားဟေးအဲ့တော့ဒီနေရာမှာငါတို့ကရှောင်ဖွဲ့လုပ်ရမှာလားကရုဏာထားပြီးကုသိုလ်ပြုရမှာအဲ့တော့ဒီနာဖြတ်လျှောက်သွားရင်လည်းကိုတတိယတာနဲ့လက်ဥကလေးချီနမောတတဘဂဝါတော်ဆိုဗုဒ္ဓံတရဏံကိစ္ဆာမိဆိုယခုဆောက်တည်ရတော့တရဏဂုံကုသိုလ်အားဤနေရာဤဌာနဤပတ်ဝန်းကျင်မှာရှိကြတဲ့မြင်မမြင်တတ္တဝါအားလုံးအမျှပေးပါ၏ဟောတိုက်ဆိုင်တဲ့အချိန်တွေ့တဲ့ပုဂ္ဂိုလ်ကျွတ်သွားအမှန်ကျေးဇူးမများဘူးလားဦးဇင်းတို့ကလမ်းသွားတယ်ဆိုတာအခုဦးဇင်းကတနိုင်ငံလုံးတစ်ကမ္ဘာလုံးခရီးထွက်နေသွားလိုက်ပြီဆိုသွားတဲ့အရာတတိရလိုက်တာနဲ့တခါနဲ့တတိလေးကပ်မိတာနဲ့တရဏဂုံဆောက်တည်တိုက်တယ်ဆောက်တည်လိုက်တဲ့တရဏဂုံကိုငါသွားရလမ်းတစ်လျှောက်မိတင်းနေထိုင်ကြတဲ့လူနာမြမတတ္တဝါမြင်အမမြင်တတ္တဝါအလုံးအမျှပေးဝေပါတယ်ငါပြုတဲ့ကုသိုလ်အမျှယူပါလေရင်စီးလိုက်ရင်လေရင်စောင်းနှကြီးနဲ့တကွလေရင်မှုလေရင်မဲ့ခရီးသည်များအလုံးနဲ့သူတို့ကိုယ်စားနာအပေါင်းတို့ကငါဆောက်တည်အပ်တဲ့တရဏဂုံကုသိုလ်အမျှပေးဝေပါ၏ဟောသွားလေရအရက်မှာခုငါကောင်းကင်မှာသွားနေတဲ့ကောင်းကင်တစ်ခွင်မှာမြင်ရမမြင်ရကြုံရှိနေတဲ့တတ္တဝါအလုံးငါပြုတဲ့ကုသိုလ်အမျှဝေပါ၏အိုးနေတိုင်းတော်သူမင်္ဂလာတရက်ချောမကြီးတဲ့ချောဘူးလားပြန်သွားမှာခင်ဗျားတို့မချောဘူးပြောလို့ကတော့ရှင်းလားအဲ့တော့ကောင်းမှုကုသိုလ်တွေဒါပြုဖို့လိုအပ်မလိုအပ်ပြုနိုင်မပြုနိုင်အခုဒီမှာအနာတပိန်ကလှုပ်ပြီဘာအတုပမုံညက်ရုပ်အတုပမြင်းမလေးရဲ့အတုပကိုတန်ဃာဘလောက်ပင့်ဘုခင်ဗျားတို့9ပါးတော့နိုင်အောင်မပင့်နိုင်ဟိုကဘလောက်ပင့်တန်ဃာအပါ900တဲ့ဆွမ်းစားကြွပါဆိုမြတ်စွာဘုရားလက်ခံပြီးတော့နောက်တနေ့တန်ဃာ900နဲ့ဆွမ်းစားကြွလာပြီးတော့မုံညက်ရုပ်အတုပနော်ဗါလဲလေမုံညက်ရုပ်အတုပမှာအတုပရေသက်ချတရားဟောတယ်မြတ်စွာဘုရားကိုယ်တိုင်ဟောတယ်တခါကြီးတဲ့ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာဘယ်သူကိုအကြောင်းပြု
အကြောင်းတစ်ခုရှာပြီးတော့ကုသိုလ်ပြုခြင်းသည်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တိုင်းမမေ့မလျော့လှုပ်ထိုက်တဲ့အလုပ်ပဲအခုတေသူကိုရည်မှန်းပြီးတော့ကုသိုလ်တွေမပြုဘူးလားဒါလည်းပြုတိုက်တဲ့အလုပ်ပဲတဲ့နောက်တလိษံလေးအတွက်ရည်စူးတဲ့ကုသိုလ်ခုအိမ်မှာခင်ဗျားတို့ကိုယ်အကျင့်စရိုက်နဲ့အားလျော်စွာခွေးမွေးကြောင်မွေးမလုပ်ဘူးလားကဲသူတို့အတွက်သီးသန့်ကုသိုလ်ပြုပြီးတဲ့ရက်ရှိဘူးလုပ်ပေးရမယ်ဒါခွေးလေးကိုအကြောင်းပြုပြီးတော့ငါအိမ်မွေးထားတဲ့ခွေးလေးတွေသူ့အတွက်သူ့မွေးနေတော်၎င်းအကြောင်းတစ်ခုပြုပြီးတော့သူ့အတွက်ကုသိုလ်ဆိုဟောသူ့အတွက်ကုသိုလ်မရဘူးလားရတော့သူ့ကိုရည်မှန်းလိုက်တာနဲ့အခုခင်ဗျားတို့ကလေးလေးတွေမသိနားမလည်သေးတဲ့ကလေးလေးတွေဘုန်းကြီးကျောင်းခေါ်လာတဲ့ခါကျတော့တခါတည်းလက်ကလေးနှစ်ဖက်ဆက်ပြီးလက်အုပ်ရှိပြီးဩကာမလုပ်ခိုင်းဘူးလားအဲ့ဒီကလေးကုသိုလ်ရမရရတယ်မသိပေမဲ့ရနေတာပဲကုသိုလ်အကုသိုလ်ဆိုတာသိမှရတာလားမသိလဲရနေကြည့်လေခင်ဗျားတို့တသံတရားလုံးလောက်တာကသိပြီးလောက်တာလားမသိပဲလောက်တာမသိတာကရမ်းလောက်တာကသင်္ခါရထဲမှာကုသိုလ်မပါဘူးလားအကုသိုလ်မပါဘူးလားရှင်းတတ်လားအဲ့တော့မသိပဲလောက်တော့အကုသိုလ်ဆိုရင်ကောအကျိုးမပေးပဲနေမှာလားအကျိုးပေးမှာတချို့ကကလေးလေးအကုသိုလ်လုပ်နေမလေးသူမသိလို့လုပ်တာပဲအပြစ်မရှိပါဘူးမသိလို့ဆိုအပြစ်မရှိဘူးတော့မပြောနဲ့အကုသိုလ်မကောင်းမှုဆိုရင်အပြစ်ကျင်တတ်လားကလေးကဘာမှမသိဘူးအဖိုးကောင်းတကောင်းကောင်းနဲ့ရိုက်အဖိုးကလည်းပြုံးနေတာမလေးငါမြည်ရမလေးငါမြည်ရမလုပ်နဲ့ဟိုမှာအကုသိုလ်ဖြစ်နေပြီရှင်းလားသဘောပေါက်သလားအဲ့တော့အခုဩကာလုတ်တော့ကုသိုလ်မရဘူးလားရတယ်ဖုံဖုံတွေ့တဲ့ကုသိုလ်ဆိုတော့တန်ဃာကိုဖူးတွေ့လိုက်တဲ့ကုသိုလ်သူ့မှာရသွားဒီတော့အိမ်မွေးတိရစ္ဆာန်ကိုအကြောင်းပြုပြီးတော့လဲကုသိုလ်လှုပ်ထိုက်မလှုပ်ထိုက်လှုပ်ထိုက်တယ်တဲ့လောကပါဠဆောင်နတ်မင်းကြီးတွေနော်ကုဝေဒတတ္တရထဆိုတဲ့နတ်မင်းကြီးတွေကိုအကြောင်းပြုပြီးတော့ကုသိုလ်လှုပ်ထိုက်မလှုပ်ထိုက်ခုခင်ဗျားတို့လှုပ်ထိုက်ကြတယ်အိမ်ဆောင်နတ်ကိုအကြောင်းပြုပြီးတော့ဒီနေ့တော့အိမ်ဆောင်နတ်အတွက်ဆုံးကတ်မယ်ကဲမရဘူးလားအခုငါသီလခံယူဆောက်တည်လိုက်တဲ့ကုသိုလ်ဒီအိမ်ဆောင်နတ်ရပါစေတည်းလှုပ်လို့မရဘူးလားအေးဒါမြန်မာနိုင်ငံကြီးလေဦးဇင်းကဒီဗုဒ္ဓရဲ့အဆုံးအမတွေရှိပြီးတော့ဆင်းရဲနေတာနှိမ့်ချနေတာမတူတော်တွေလွှမ်းမိုးနေတာကြည်ပြီးတော့ဦးဇင်းမှာစိတ်ထဲမှာအရက်စကားနဲ့ပြောရင်ဥရားလုံးလို့တကယ်ဆိုမကောင်းတဲ့လောကကြီးဖြစ်စီရအကြောင်းကိုမရှိဘူးခင်ဗျားတို့စိတ်တွေမှာကုသိုလ်စိတ်နဲ့ကောင်းသောစိတ်တွေပဲမွေးမြူထားရင်ဒီလောကကြီးမကောင်းလာစရာအကြောင်းကိုဒါကြောင့်ယောနိသောမနတိကာရအမတန်အရေးကြီးပါတယ်ကောင်းမှုပြုဖို့ပဲဆန္ဒပြုထားပြီးတော့အကြောင်းရှာပြီးတော့ကိုပြုနေဗါတဲ့အိမ်ဆောင်နာအကြောင်းပြုတယ်တောင်ဆောင်နာအကြောင်းပြုတယ်မိဆိုင်ဖဆိုင်အကြောင်းပြုတယ်ခင်ဗျားတို့ဆိုင်ရင်ဆိုင်လိုက်ကိစ္စမရှိဘူးပြဿနာမရှိဘူးသဘောပါလားမိဆိုင်ဖဆိုင်ဆိုရှိတယ်ဆိုပြီးအိမ်မှာအရက်ပလင်းတင်ထားတာနဲ့ဘုန်းကြီးစွန့်ကတ်တာဘယ်ဟာသင်္ကန်းလူမဲ့ဆွန့်လူမဲ့ကြောင်းလူမမရဘူးလားအဲ့ဒါဆိုင်တဲ့ပုဂ္ဂိုလ်အားလုံးအများဘုရားခင်ဗျာမိဆိုင်ဖဆိုင်ဆိုအိမ်ရက်ပလင်းဝယ်ထောင်တာခင်ဗျားတို့အရက်သမားလည်းလက်ခံတာပဲအယုတ်တအနတ္တဆဲတဲ့ဟိုအမေချမ်းဆိုလားဘာဆိုလားအဲ့ဒီအဖွားကြီးလည်းခင်ဗျားတို့ကလက်ခံတာပဲနော်ဒီနေ့ထိတန်ငယ်နာမစင်သေးတဲ့နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲအခုနှစ်ပေါင်း200တောင်ကျော်နေပြီဒီမန်နဲလေးကလည်းအခုထိကိုအသက်မကြီးသေးဘူးတော့ဗျံပရာလူမျိုးအသိဉာဏ်တော်တော်နေတာဝိဇ္ဇာစောကြီးတပတိယပဲကဲမှာသူဝိဇ္ဇာထားလို့သူ့လမ်းကမိစ္ဆာဒိဋ္ဌိလမ်းဖြစ်နေတဲ့အတွက်တဲ့เสียအကြောင်းကိုမရှိဘူးမြတ်စွာတို့ကတော့ဘုရားစကားကလွှဲရင်ဘယ်သူမှမယုံဘူးဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမတွေကြည့်ရတဲ့ဒီနိုင်ငံမှာဗျံပရာဖြစ်နေတာဥစဉ်အော်လို့မဆုံး60ကဘာမှာတဲ့အခုရှင်ဘုရားရဲ့မဂ်ကင်8ပါးသီလသမာဓိပညာကျင့်စဉ်ကလွဲပြီးတော့တခြားသောကျင့်စဉ်နဲ့ဒုက္ခတိရောက်နိုင်သလားနိဗ္ဗာန်ဆိုတာဝေးကြီးနိဗ္ဗာန်ရောက်ကြောင်းကမဂ်ကင်7ပါးပဲရှိတယ်နော်တခြားသောကျင့်စဉ်တွေနဲ့ကုသိုလ်အကုသိုလ်မှမယုံကြည်ပဲနဲ့တခြားသောတပကျင့်စဉ်တွေနဲ့နတ်ရွာဒုက္ခတိရောက်နိုင်သလားတဲ့ဆို60ကဘာမှာတယောက်ပဲရောက်ဘူးလေတဲ့အဲ့ဒါဘယ်သူလုံးဆိုငါกว่าမြတ်စွာဘုရားသူကိုယ်တိုင်ငါလည်းအဲ့ဒီအကျင့်ကြောင့်ရောက်တာမဟုတ်ဘူးတဲ့ဒါမှားပြီဆိုတာသိသွားလို့ရောက်သွားတာတဲ့
ဒီလောက်ရှင်းအောင်ပြောထားတာကိုတခါတည်းဝိဇ္ဇာရှစ်ပေါင်းဆရာပေါင်းကေတော်မူပါတနာတယ်ကျုပ်ကသူတို့ကြည့်ပြီးတော့ဘယ်ကောင်ကဘယ်သွားလို့ဘယ်ရောက်နေမှမသိဘူးအခုဒီမှာလက်တွေ့ခင်ဗျားတို့ရုပ်တရားရှိတယ်နံတရားရှိတယ်ဖြစ်ပြီးတော့ဒါနှလုံးသွင်းကုသိုလ်မရဘူးလားလက်ရှိတရဏဂုံစောင့်တည်ကုသိုလ်ရအမြဝေလို့မရဘူးလားလက်ရှိကိုယ်မှာလောဘဒေါသမောဟနဲ့အောင်ကျင့်လို့မရဘူးလားလက်တွေ့တရားတွေအကုန်ရှိနေရတဲ့နဲ့ဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိသိတဓမ္မောပရိယောဂါလဓမ္မောတိဏ္ဏဝိသိကိသောဝိကရကတံကတော့ဓမ္မဂုံတော်တွေအပြည့်ရှိရတဲ့နဲ့ရောင်ဝါးလုံနေတဲ့တိုင်းပြည်အဲ့ထဲဒီလူတွေမင်းသိတယ်ကျုပ်ကမပါဘူးဆိုမပါစေနဲ့တော့ဆိုဘေးမှာခင်ဗျားတို့မမြင်ရတဲ့လူတွေလည်းရှိနေတော့ခင်ဗျားတို့ဆက်သိက္ခာချလို့မရဘူးနော်သူတို့လည်းနည်းနည်းအထင်ကြီးအောင်သာဓုခေါ်မဲ့လူအထင်ကြီးအောင်နည်းနည်းလုပ်ပေးရတယ်ဒီလိုတွေယုံတယ်ပေါ့မှန်တော့ကျုပ်ကရိတ်တာဖွင့်လာတဲ့လူနော်ကျုပ်ကောင်းရင်ကဘုန်းကြီးကပေရင်ဟောတတ်တယ်အဲ့တော့ရိတ်တာစခန်းဝင်တဲ့လူကကျုပ်အိတ်နေတဲ့အချိန်ချောင်းပြီးတော့ဘုန်းကြီးဘာဖြစ်နေအိတ်တိတ်တိတ်လေးသွားပြီးဟိုဘက်ပေရင်သွားမေးအဲ့ဒါတရားစခန်းဝင်တဲ့လူအယုံနေခင်ဗျားတို့သဘောပါလားကြည်ရောကြည်တတ်သလားဒီလောက်တခါတဲ့လူများမုန်းအောင်ပြောနေတဲ့ဒီပါဇက်ပေါက်နဲ့ဘုံကြီးနာကပ်ပြီးတော့မဟုတ်တာလုပ်နေတော့ရှင်းလားကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဟဲ့ကောင်းကျိုးလို့ခြင်းလားမကောင်းကျိုးလို့ခြင်းလားကောင်းကျိုးလို့ခြင်းမလုပ်ဘူးမကောင်းတာမလုပ်ခြင်းရင်မကောင်းတာမလုပ်နဲ့အပြည့်အရှင်းနေတယ်ပဲဘယ်သူနားမှသွားမေးနေကြမလို့တော့ဘယ်သူမှအားကိုးစရာလဲအတ္တဟိရှင်းလားအဲ့တော့တက္ကကြီးတဲ့အိမ်ဆောင်နာကိုအကြောင်းပြုရဖြစ်စေလမ်းဆောင်နာကိုအကြောင်းပြုရဖြစ်စေမိမိသားသမီးကိုအကြောင်းပြုရဖြစ်စေလောကပါဠနတ်မင်းကြီး၄ပါးကိုအကြောင်းပြုရဖြစ်စေတရားမင်းကိုအကြောင်းပြုရဖြစ်စေနော်လောကမှာကုသိုလ်လိုလားကုသိုလ်ရနိုင်တဲ့တ attva များစွာမရှိဘူးလားအခုဒီနေ့မြို့မအသင်းကြီးကထိုက်ထိုက်တန်တန်ဒီနေရာဟာကုသိုလ်အမှန်တကယ်လိုအပ်နေတဲ့နေရာနော်တချို့ကဒီလူကသိဆိုးတာတဲ့သူသိသွားမကြွရင်ကမောဖတ်တောင်လွတ်ပါမလားနော်ရှောက်ပြောကြတာလေတကယ်တော့ခင်ဗျားတို့ခုနကနမောတတ္တနဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိခြင်းကိုဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတော့ဗုဒ္ဓံဆိုတဲ့စကားလုံးလေးတစ်လုံးလာလိုက်တာနဲ့ဘယ်နာနာဘာဝဝိနာဘာဝဒါလို့ဘလူးတော်မကနိုင်တော့ဘောပေါက်လားဒါတတ္တိဗုဒ္ဓရဲ့အနန္တမေတ္တာအနန္တတကူတော်ဘုံတော်အနန္တကံတော်အနန္တတကူတော်အနန္တမရှိဘူးလားအဲ့ဒါဗုဒ္ဓဆိုတာတဆူတဲ့နဲ့ဆိုင်တာလားပွင့်ပြီးသားဖရာတိုင်းနဲ့ဆိုင်တာလားအဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတာနဲ့ဘလူးဝါစပြေးပြီဘာကောင်မှမကနိုင်ဘူးအခုကဒါပင့်ဖိတ်ထားလို့မင်းတို့မပြေးနဲ့မင်းတို့တော့အမျှဝေးတာမသွားပါဘူးသူတို့ရှိပါတယ်သဘောပါလားဒါပင့်ဖိတ်ထားတာသမ္မန္တာသက္ကဝါလေတုအတရာကိသန္တုဒေဝတာသတ္တမမုနိရာဇတသုဏန္တုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဒီချိန်ဟာတရားနာမဲ့အချိန်ဖြစ်တဲ့အတွက်မင်းတို့တွေတရားနာလာကြဆိုတော့အဲ့ဒီကျမှသူတို့မပြေးဘူးဩငါတို့မချောက်ဘူးကနည်းနည်းလှုပ်လို့မရရှင်းလားသဘောပေါက်သလားအဲ့တော့အားလုံးဂဂနနာသိထားရင်ကြောက်เสียမလူတာကြတော့ခမည်းတော်ကကြောက်နေတယ်ကြောက်ရမှာကြတော့အခုကိအိနာနာဘာဝဝိနာဘာဝကိုကြောက်ရမှာလားအာကုသိုလ်ကြောက်အောင်အခုခမည်းတော်ကအာကုသိုလ်ကြတော့ဘုံမကြောက်ရမယ့်ဟာတွေကြတော့ရှင်းမလားအဲ့တော့ဒီနေ့ကုသိုလ်ဒီပြုသိမပြုသိငါအထင်ရှားကြီးရှိတယ်နော်ဒီနေရာဒီနေရာလက်ဖြင့်အလတ်မရှိဘူးခင်ဗျားတို့လမ်းမတွေပေါ်မှာလည်းရှိနေတာပိတ်တာဆိုတာသင်္ချိုင်းကုန်းမှာလည်းရှိနေတာမဟုတ်ခင်ဗျားတို့လမ်းထိပ်တင်တဲ့ပုံကြီးဘောပါလားကုသိုလ်ရှိတယ်လို့မြင်စရာအကြောင်းသူနဲ့ကိုယ်နဲ့ဘုံချင်းကိုမတူဘူးဒါပေမဲ့သူတို့ကိုတို့ပေးလို့ရတယ်တို့စားတဲ့ထမင်းသူတို့သွားပေးမင်းအောင်တို့ဝတ်တဲ့အဝတ်သူ့သွားပေးကံရဲမတူဘူးလူသောတဲ့အရက်ကိုနတ်သွားတိုက်လို့ရတာအံ့ဩတယ်ကျုပ်အဲ့နတ်လည်းတော်တော်မွဲတဲ့နတ်ပဲရှင်းလားပိဋ္ဌာကိုသွားကြွေးလဲက
ကန်ချင်းမတူလို့စားမရဘူးနတ်ကလည်းနင်တို့အစာလှဲ့ကြည့်မှာမဟုတ်ဘူးရှင်းလားနတ်ကောပိတ်တာရောမခွဲခြားပဲခမရတို့ပေးနိုင်တာပါကုသိုလ်ပြောကျင်တ်သလားဒါဖြင့်အခုတို့ကဘာဝေကြမှာမုံညက်ရုပ်ကလေးအကြောင်းပြုဝေတော့မုံညက်ရုပ်ဆိုတာငကိုကလေးကသူ့မှာအသက်ရှိသလားမရှိတော့သူ့အတွက်ရเสียတော့ဒါဖြင့်ဒီကုသိုလ်အလကားဖြစ်သလားကျင်တ်သလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနတ်မင်းကြီး၄ပါးကိုအကြောင်းပြု၍ဖြစ်စေအိမ်ဆောင်နတ်ကိုဖြစ်စေကိုဆောင်နတ်ကိုဖြစ်စေအခုငါပရိတ်ရွတ်တော့မယ်အခုရွတ်တဲ့ပရိတ်သည်ငါကိုဆောင်နတ်အတွက်ကုသိုလ်ပြုပါ၏ကိုဆောင်နတ်နာယူတော်မူပါရှင်းလားခင်ဗျားတို့ကုသိုလ်ပြုစီရတယ်တကယ်တော့အားတော်မအောင်နော်ကိုပတ်ဝန်းကျင်လေးတွေကိုကြည့်ခင်ဗျားတို့သတင်းကျွတ်တစောင်းသတင်းကျွတ်လက်ပြီးကျော်3ရက်နေကြတော့တအိမ်လုံးပတ်ပြီးတော့မင်းမထုံးဘူးလားဟောတော့တပင်ဆောင်နာကြီးတယ်နော်ကြောက်ပြင်းလေးလည်းထုံးနော်ဘီယိုလည်းထုံးအဲ့တော့အိမ်မှာဘီယိုထဲမှာငွေမရှိဘူးဘယ်လိုလုပ်မလဲဘီယိုဆောင်နာကြီးအတွက်တရဏဂုံဆောက်ဒီပါကြီးလာပါဦးကွာမင်းကမအမြယူစမ်းပါအောင်ငါဒီမှာ30ငွေမရှိတော့လို့မရဘူးလားလုံးနီလန်းနေအများကြီးဘာမှမခက်ဘူးရေရမချေနဲ့ငွေကုန်တယ်ရှင်းလားကိုလိုချင်တဲ့နေရာကအဲ့နေရာကုသိုလ်လုပ်ပေးလိုက်အမြဝေလိုက်ရှင်းမလားဒါဘသူပေးတဲ့နည်းလဲမြတ်စွာဘုရားမလုံးနဲ့ဘသူလဲဥဒုမင်္ဂလာနီးလားဒါဥသိန်းကမြတ်စွာဘုရားဟောသွားတဲ့ဓမ္မခန္ဓာတွေကနေတက်ရိုက်ပြန်ဟောနေခြေနှပ်ပြီလားအဲ့တော့အလူဒါနကောင်းမှုကုသိုလ်ဆိုတာမြည်သူကိုယီမှန်း၍ဖြစ်စေမြည်သူကိုရည်စူး၍ဖြစ်စေမြည်သူအတွက်ဖြစ်ပါစေကောင်းမှုကုသိုလ်ဆိုတာပြုကောင်းနေဒါကြောင့်မုံညက်ရုပ်ကိုအကြောင်းပြုတဲ့ကုသိုလ်သည်လည်းအချင်းကြီးဖြစ်သလားအကျိုးရှိသလားအဲ့တော့ဒီနေ့မုံညက်ရုပ်သမီးလေးမြေးမလေးရဲ့သမီးဟုခေါ်တွင်ဤမုံညက်ရုပ်ကိုအကြောင်းပြု၍ကုသိုလ်ပြု၏ဤပြုအပ်သောကုသိုလ်ကိုအိမ်ဆောင်နာတောဆောင်နာသင်္ချိုင်းဆောင်နာဂူဆောင်နာသင်ရောက်လဲသူ့နေရာနဲ့သူနေကြတာနော်ဒီကူသူ့ပိုင်ရှင်ဆိုဟိုကျန်တဲ့ကောင်လာနေလို့မရဘူးဟဲ့ကောင်မလာခဲ့နဲ့လို့လက်မခံအခုခဏလေးပဲမင်းတို့လက်ခံတာခဏနေနောက်ကြလက်ခံမှာမဟုတ်ဘူးရှင်းသလားအဲ့တော့သူ့အသီးသီးစောင့်တတ်တယ်မရှိဘူးလားအဲ့တော့ဒါတွေအမြပေးဝေလို့မရဘူးလားအဲ့တော့ဘုံညက်ရုပ်ကိုအကြောင်းပြုပြီးကုသိုလ်သည်အများအတွက်အကျိုးရှိမရှိတကားကြီးတဲ့ဒီလိုကုသိုလ်ပြုရတယ်လို့တရားဟောတော့ဟာဒီတရားအနုမောဒနာတရားနာပြီးတော့အားလုံးသဘောတွေကြသမီးလေးအတွက်မြေးမလေးကလည်းမြေးမလေးအတွက်ကုသိုလ်ဆိုပြုံးနဲ့သူ့သမီးလေးကိုအမြဝေလိုက်ရပြီတတရဏဂုံဆောက်တည်ပေးလိုက်ရပြီဆိုကလေးလေးလည်းစိတ်လေးချမ်းသာဒီကလေးအကြောင်းပြုပြီးဒီကလေးကလည်းဘယ်လောက်ထူးခြားလိုက်လဲဆိုတော့ဒီကလေးရဲ့မုံညက်ရုပ်ကိုအကြောင်းပြုပြီးတော့ဒီကုသိုလ်လုပ်တယ်မြတ်စွာဘုရားကဒီလိုတရားဟောသွားတယ်လို့သတင်းလဲကြားရောတထိတ်ကြော်ကြီးကငါတို့လည်းလုပ်မယ်အဲတအိမ်လုံးတထိတ်ကြော်ကြီးကဒီနေ့သူ့အလဲသားကသူ့လဲသမီးကသူ့လဲမြေးကသူ့လဲအခိုင်းစေကသူ့လဲနဲ့ကတ်လိုက်တာအနာတပိန်အိမ်နေတလကြာသွားတယ်အနာတပိန်အိမ်နေဘယ်လောက်ကမုံညက်ရုပ်ကနေစလိုက်တာဒီကလေးကုသိုလ်နောက်ထပ်ဆက်ပြုတ်နေတဲ့အလူတွေလှုပ်တိုင်းကဒီကလေးမှကုသိုလ်ရမရရှင်းစမ်းသူ့ငိုတော့လေအငိုကောင်းဗျခင်ဗျားတို့ဒီလိုမျိုးငိုဘူးလားအေးသာဓုဒီကလေးငိုလိုက်တာကြည်စမ်းတလကြာသွားတယ်တလကြာတော့နောက်တနေ့ပရသေနတိကောသလမင်းကြီးနန်းတော်မြတ်စွာဘုရားကဆွမ်းခံကြွနန်းတော်ရောက်တော့ကောသလမင်းကြီးကမေးတယ်ရှင်ဘုရားတလတိုင်တန်ဃာတော်တွေပျောက်နေတာဆွမ်းခံနိုင်မလာကြဘူးဘယ်လိုဖြစ်ကြတာလဲဘုရားဆိုတော့ဒီလိုပဲအနာတပိန်အိမ်ကမြေးမလေးရဲ့ပုံညက်ရုပ်ကိုအတုပကိုအကြောင်းပြုပြီးတော့ဒါမို့ပုံညက်ရုပ်ကိုအကြောင်းပြုသွားလို့ပုံညက်ရုပ်ပေတာတဲ့ခုနဘောပါကလားအဲ့ပုံညက်ရုပ်ပိတ်တာလေးအကြောင်းပြုပြီးဟောဒီလိုကုသိုလ်တွေလုပ်နေလို့ဆိုအဲ့လိုလုပ်လို့ရတယ်ဒါဆိုရင်လည်းတပည့်တော်တို့ကလူအောင်ပဲဖေရဆိုတော့ရှင်ဘုရင်ကြီးကလူတယ်ရှင်ဘုရင်လူတော့နောက်ကမာလိကမေဘုရားတို့ကလည်းသူတို့ရဲ့နော်မေဘုရားတွေတရက်စီဆိုတော့မိဖုရားနဲ့ဘယင်ကြီးကလူတယ်ဆိုတော့တိုင်းသူပြည်သားကလည်းသူတို့လူမှတော့ငါတို့လည်းလူမှာပေါ့ဘယင်နေပဲလုံးလို့မရဘူးငါတို့လည်းလူမှာဆိုတခါတည်းအပြိုင်လူလိုက်ကြတာနောက်ဆုံးဒီလူကြီးက3လကြာသွားဘယ်လောက်ကြာသွားပုံညက်ရုပ်အာတုပအလူပါဘယ်လောက်ကြာသွားကျင်တတ်သလားရှင်းရလားအခုမယ်လေးတရားပွဲလုပ်တော့မယ်ဆိုတော့ထူးဆန်းနေဘယ်မှာတော့ဟိုသင်္ချိုင်းကုန်းမှာမလီသင်္ချိုင်းကုန်းကြီးတယ်တကယ်တော့သင်္ချိုင်းကုန်းကပိုအဆင်ပြေတယ်
နောက်ဆိုတို့သင်္ကြန်ကိုမဟောမှာတယ်ဘာလို့ဆိုကျန်တဲ့နေရာဗီဇာယူဖို့ခဲရင်နော်တို့တွေလည်းပါမမရတော့နောက်ဆိုဒေအိုးဘုန်းကြီးကနေသင်္ကြန်ဘုန်းကြီးတောင်ဖြစ်အောင်မလားမသိနော်တခါကြီးတွေလှုပ်တာလှုပ်ဘာဖြစ်လို့ကျုပ်ကလည်းဟောရဖို့အရေးကြီးတယ်နော်အဲ့သင်္ကြန်ကုန်းနဲ့တော့သူလာမပိတ်ကောင်းတော့မဟုတ်သင်္ကြန်ကုန်းပိုင်ရှင်များရှိသေးလားမသိဘူးသဘောပါလားအဲ့တော့ဘယ်နှလကြာသွား3လဘယ်အထိရောက်သွားလဲဆိုတော့တိုင်းသူပြည်သားနဲ့ရှင်ဘုရင်အလှပြိုင်တဲ့အသတိတဒါနာကြီးကဘုန်းကြီးရုပ်ကစသွားတယ်ရှင်းသလားကဲဒါဖြင့်နော်အဝိညာဏလို့ခေါ်တဲ့အယုတ်ကလေးပျက်စီးသွားတဲ့ဟာတောင်အကြောင်းပြုပြီးကုသိုလ်ပြုထားရင်ဒီမှာများစွာသောလူတော်ဝါတွေပျက်စီးမှုကိုအကြောင်းပြုပြီးကုသိုလ်ပြုထိုက်မပြုထိုက်ဒါဖြင့်ဒီနေ့ငါတို့ပြုတဲ့ကုသိုလ်ဒီအမတန်အကျိုးများမများဒီနေရာဒီဌာနမှာမိတင်းနေထိုင်ကြတဲ့မြင်အမမြင်ရတတ္တဝါအလုံးသည်ဤကုသိုလ်အဖို့ကိုရစေတည်းဆိုပြီးတော့သာကုသိုလ်ပြုကြမယ်ဆိုအကျိုးရှိမရှိအဲ့တော့သင်္ကြန်ကုံဆောင်နာသင်္ကြန်တွင်နေကြသောတတ္တဝါဇယဆောင်နာဗိမာန်ဆောင်နာနော်ဒီထဲမှာရှိတဲ့သစ်ပင်ဆောင်ယုတ်ကစိုးနော်အားလုံးဟာဒီကုသိုလ်တွေအမျှမရကြဘူးလားအဲ့တော့အကြောင်းကောင်းရင်အကြောင်းမကောင်းရင်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီဘုန်းကြီးရုပ်ကိုအကြောင်းပြုပြီးတော့တရားဟောပြီးတော့အလှပေးလိုက်ကြတာများစွာသောတတ္တဝါတွေလည်းကျွတ်တန်းဝင်နေအဲ့တော့ဘယ်တရားလောကမှာမြဲသလိုအခုခင်ဗျားတို့ကျွတ်တို့မှာရှိတာကယုတ်တရားနဲ့ပြန်ကြည့်အောင်ယုတ်ကောမြဲသလားနာမ်ကောမြဲသလားအဲ့ဒီမမြဲတဲ့ယုတ်နာမ်ဒီချမ်းသာသလားဆင်းရဲသလားအဲ့တော့ယုတ်ကလည်းဖြစ်ပြီးတော့ဖြစ်လိုက်အစားထိုးလိုက်ဆိုတော့သင်္ကြန်ကုန်းရောက်မှမသာလားအချိန်တိုင်းမသာဖြစ်နေတာဟောဟိုဘက်ကပုတ်တိုးသွားတဲ့အာသုဝါတွေမြုပ်ထားတာဒီနားကမပုတ်မတိုးသေးတဲ့ရှင်းသလားဟိုမသာကထပ်သေးစရာခုခမည်းတော်ကအချိန်တိုင်းသေးနေတာပြန်ပြောဒါပြင်ဟိုမသာကြောက်အောင်မလားဒီမသာကြောက်အောင်မလားအဲ့ဒါမြန်သူတို့ကြောက်လို့သင်္ကြန်ကုန်းမသွားရဘူးလေဟိုကပြီးနေပြီသူတို့ကိစ္စကိုမပြီးသေးတာကရှင်းသလားဟိုအာသုဘတခါချပြီးနောက်ချစရာအခုခင်ဗျားတို့အာသုဘကအချိန်တိုင်းကျင့်တတ်သလားယုံနာသည်ဖြစ်ပြီးတော့ဘာသစ္စာအဲ့တော့ယုတ်ကောမြဲသလားနာမ်ကောခုခင်ဗျားတို့ကျုပ်တို့မှာရှိတဲ့ခန္ဓာဘယ်ဘာမြဲတော့မမြဲတဲ့ခန္ဓာသည်တာယာစရာရှိမရှိတတ်မဲ့စရာရောနှစ်သက်စရာရောအဲ့တော့ခုခင်ဗျားတို့မွေးရပါအထုံနှစ်ထုပ်ပါလာကုသိုလ်တုံးနဲ့ဘယ်အထုပ်ဖြည့်သုံးသွားကြမလို့ဘယ်အထုပ်အပြည့်စည်းခံမလို့မသုံးလိုက်မစွဲလိုက်တဲ့ဟာကတော့ဒိတ်လွန်သွားမှာနော်ဟမ် expiry date နဲ့တွေ့သွားမှာရှင်းသလားအဲ့တော့ဒိတ်မလွန်ခင်ဘယ်အထုပ်အချိန်မီသုံးမလို့အဲ့ဒါခုချင်းတောင်ပေါ်မှာပြောခဲ့တဲ့တရားပဲရှင်းမလားအခုလည်းခင်ဗျားတို့မုံညက်ရုပ်ကိုအကြောင်းပြုပြီးတောင်ကုသိုလ်လုပ်လို့ရသေးရင်ဘယ်အကြောင်းရှာကုသိုလ်ပြုတိုက်မပြုတိုက်နေ့စဉ်ဘာပြုနိုင်အောင်ကြိုးစားမအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဘယ်အထုပ်အပြည့်စည်းခံမလဲအကုသိုလ်တို့ပြည့်စည်းလို့များနှမျောသွားအောင်မလားလောဘလေးမဖြစ်လိုက်ရလို့ခင်ဗျားတို့ဝမ်းနေနေဦးမလားဒေါသမဖြစ်လိုက်လို့များယူကျုံးမရဖြစ်နေဦးမလားအဲ့တော့တို့တွေလောဘဒေါသမောဟနောက်လိုက်ကြမလားအလောဘအဒေါသအနောဒအမောဟလောက်လိုက်ကြမလားကဲဘယ်အထုပ်ဖြည့်သုံးကြမလဲဖြည့်သုံးမယ်ဆိုသတိထားဝိရိယစိုက်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မလဲကိုယ်ကိုကြည့်တော့ဒီလူသေးသွားပြီဒီနားမှာရှိနေသေးတယ်လို့ဆွဲလန်းစရာအကြောင်းသုတိပိပရိသေတွေသူ့လန်းသူသွားခဲ့ပြီအဲ့တော့ရသူတွေရပါသေးတိုက်ဆိုင်သူတွေရပါစေရှင်းသလားအဲ့တော့ဒီလူအတွက်ပူဆွေးငိုကြွေးနေရခြင်းရောမှန်ရဲ့လားအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားထဲမှာနော်တည်သွားသောပုဂ္ဂိုလ်အတွက်ပူဆွေးခြင်းသည်လည်းမှား၏ငိုကြွေးခြင်းသည်လည်းမှား၏တန်တခြင်းသည်လည်းမှား၏ရှင်းသလားသူကိုပူဆွေးငိုကြွေးတန်တနေလို့အကျိုးများစရာအကြောင်းဒါဖြင့်သူ့အတွက်အကျိုးများအောင်မလုပ်ကုသိုလ်လို့သူမရရင်ကိုယ်စီကြီးမလုံနဲ့ကိုကရပြီသားလို့နော်အဲ့တော့ခုချိန်ဒီကိုတော့ဟိုကယူရမဲ့လူတွေကတွန့်ဆုတ်နဲ့
တာတို့ခေါ်မလို့တော့ခုကသူတို့ကြီးပဲဆိုတော့ခင်ဗျားရဲ့တဲ့ဘာလို့အောင်မလုံးနဲ့ဟောမေးနေဘာမှမလုံးနဲ့မင်းတို့အတွက်ရှင်းသလားသူမရတော့အဲ့လိုလေးလုံးခင်ဗျားတို့ကိုယ်အိတ်ထဲကြီးထည့်ချင်နေကြတာရှင်းသလားကဲဒါဖြင့်အကြောင်းကောင်းရင်ဘယ်ထုတ်သုံးမှာတော့မေးမှာဆိုလို့ရှင်းသလားတတိထာဝရိယဆိုင်ပညာနဲ့ကြည်ခန္ဓာဘယ်နှပါးအချင်းချင်းရင်ယုတ်တရားနဲ့မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားကဲမမြဲသောယုတ်နံဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ဒီကဲသစ္စာလေးချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော်မပေါ့ဆာသောတတိမလျှော့သောဇွဲလုံးလားဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်ត្រာကျွတ်လို့ရေးအတွက်ကြိုးစားပေးကြပါလို့လေးစားစွာနဲ့တိုက်တွန်းရင်းဒီညဒီမြနဲ့နားကြစို့